ဘာတရားလဲလူပိသသူတဲ့ပြန်ပြောပါလောကမှာပြိတ္တရေလူ၃မျိုးတဲ့လူဘယ်နှမျိုးလဲတချို့ပုဂ္ဂိုလ်ကလောကမှာလူနေကြတယ်လောကကြီးထဲမှာဘာဖြစ်နေကြဆိုတော့ဒီတရားနာပြီးတော့နာကတရားနာပြီးတော့ဉာဏ်ကကိုယ်ခန္ဓာကိုယ်စိုက်လိုက်ကိုယ်ဘဝကိုပြန်တွေးလိုက်ကိုယ်သမိုင်းကိုပြန်ကြည့်လိုက်ငါဟာဘလို့လူစားထဲမှာစရင်ပါနေလဲဆိုတာပြိတ္တရေသူတစ်ပါးကိုကြည့်ရမှာလားကိုယ့်ကိုကြည့်ရမှာလားဒါရမလို့နံပါတ်1လောကကြီးထဲမှာတချို့ပုဂ္ဂိုလ်တွေကလူနေကြတယ်ဘာဖြစ်နေကြနံပါတ်2တချို့ပုဂ္ဂိုလ်တွေကပြိတ္တရေလူပြီးတော့နေကြတယ်ဘယ်လိုနေကြလဲလူပြီးတော့နေကြတယ်လာနှစ်ချောင်းငင်ရဲ့ဟိုဘက်မှာဝိဇ္ဇနှလုံးပေါက်ပါတယ်တချို့ပုဂ္ဂိုလ်တွေကလူနေတယ်တချို့ပုဂ္ဂိုလ်တွေကလူနေတယ်နောက်နံပါတ်3တချို့ပုဂ္ဂိုလ်တွေကလူပြီးသားတယ်ပြောစမ်းပါပြီးသားတယ်လူဘယ်နှမျိုးလဲလူရာရဲ့လူပြီးသားရဲ့ပြန်ပြောစမ်းပါလူရာရဲ့လူပြီးသားရဲ့နံပါတ်1လူတယ်ဆိုတာဘာကိုလူတာလဲဆိုတော့မကောင်းမှုဒုစရိုက်တွေကိုပြိတ္တရေအချိန်နဲ့တပြေးညီလူပြီးတော့လောက်ကင်ဆောင်ရွက်ပြောဆိုစိတ်ကူးနေတာနံပါတ်2လူနေတယ်ဆိုတာဘာကိုပြောတာလဲဆိုတော့ပြိတ္တရေလောဘတွေနဲ့လူလို့ဒေါသတွေနဲ့လူလို့မောဟတွေနဲ့လူပြီးတော့ငါးပြအာယုံကာမဂုဏ်ကိလေသာခိုင်းသမျှတဏှာခိုင်းသမျှအဲ့ဒီတန္တရာကိလေသာတွေမှာဝဲပြီးတော့လူနေကြတာဖရာကိုမေ့တရားကိုမေ့သံဃာကိုမေ့ကိုယ်တော်ပြုဖို့မေ့နေတဲ့ပုဂ္ဂိုလ်တွေကပြိတ္တရေကိလေသာနဲ့လူနေတာပြောပါနဲ့လူနေတာကိလေသာနဲ့လူနေတာနောက်နံပါတ်3ပုဂ္ဂိုလ်တွေကပြိတ္တရေလူပိသသူတဲ့ဖရာကိုလည်းမမေ့ပါဘူးတဲ့တရားကိုလည်းမမေ့ပါဘူးတဲ့သံဃာကိုလည်းမမေ့ပါဘူးတဲ့ယရဏ3ပါးကိုယ်ွယ်လို့ဖရာသာသနာမှာစွမ်းသင်္ကန်းကြောင့်စေပြည့်စည်လေးပါနိုင်တဲ့ဘက်ကတာဝန်တွေထမ်းပြီးတော့ကိုယ်စည်းဝါးကိုရှာရင်းနဲ့သာသနာပြုတဲ့ပုဂ္ဂိုလ်တွေရှိလားမရှိဘူးလားပြိတ္တရေဝဏ္ဏမိသားစုအိမ်ယာဆိုတာကိုယ်စည်းဝါးကိုရှာတာမဟုတ်လားသာဝနေရေးစည်းဝါးရေးကြီးပွားရေးဆိုတာပြိတ္တရေလူတုတစ်ရက်လုံးမှာလိုလားမလိုဘူးလားစီဝါရေးမရှိလို့ဖြစ်ပါမလားလူမိုးရေးမရှိလို့ကောဖြစ်ပါမလားကျမ်းမာရေးမကောင်းလို့ကောပြိတ္တရေးဖြစ်ပါမလားစီဝါရေးလုံရင်းနဲ့သာသနာပြုလူမိုးရေးလိုက်စားရင်းနဲ့သာသနာပြုကျမ်းမာရေးလိုက်စားရင်းနဲ့သာသနာပြုဒီကနေ့စွမ်းနေလောင်းခဲ့တာ26ကြိမ်တောင်ရှိခဲ့ပြီလေအဲ့ဒါပြိတ္တရေးတခြားလားသာသနာပြုခဲ့တာလားသဘောပေါက်ရဲ့လားပြိတ္တရေဖြေတာတွေကအတန်တွေတိုးနေတယ်လို့ထင်ရတယ်လက်ကူကိုတော့သိမကျင်တတ်တော့ဘူးနော်ပြိတ္တရေ26ကြိမ်မြောက်ဆွမ်းလောင်းလာတာပြိတ္တရေတခြားလားသာသနာပြုခဲ့တာလားစောစောကမွေးငါကျွေးထားတယ်မို့လားဘယ်ရောက်ကုန်လဲချင်းနေစပလင်တွေများတော့တက်နေတယ်ဗျာတဲ့မွေးငါကတက်ကြတဲ့ကြားတဲ့ကိုတော်ကရှာကြောရှိနေတော့သူတို့ကအိတ်ချင်နေပြီဟုတ်လားဦးဇင်းတို့ကတော့တနေ့တကပြိဿများနဲ့မိသားစုများနဲ့ပြန်တွေ့ကျေးဇူးတွေပြန်ဆက်ခွင့်ရကျေးဇူးတွေပြန်ပြုခွင့်ရတော့စိတ်ထဲမှာဝမ်းသာတယ်မေးစမ်းပါဦးမယ်ဒီမိသားစုများကကောမြမသင်္ဘောချင်းမိသားစုများကကောဝမ်းသာလားဝမ်းနေလားဒီအရှင်တို့နဲ့တနေ့တကပြန်လဲဆုံရတာဝမ်းသာလားဝမ်းနေလားစိတ်ထဲကပါကောပါရဲ့လားပါသည်ဖြစ်စေမပါသည်ဖြစ်စေပြိတ္တရေလောကမှာလူကဘယ်နှမျိုးရှိတယ်လူရာရဲ့လူပိသရာရဲ့တဲ့အဲ့ဒါဆိုတော့ပြိတ္တရေဣတရားကိုနာရင်နဲ့ဩငါကလူနေတဲ့စရင်နဲ့မြန်ပါသွားပြီလားငါကလူနေတဲ့စရင်ထဲမှာမြန်ဝင်သွားပြီလားငါကလူပိသတဲ့ပုဂ္ဂိုလ်စရင်ထဲမှာပါကောပါရဲ့လားလို့ပြိတ္တရေဟိုဘက်ကတိုက်ခန်းကလူကိုလမ်းကြည့်ရမှာလားကိုယ်ကိုကြည့်ရမှာလား
ဟိုဘယုံဌာနကအရာရှိတူဦးစီစသဖြင့်အရာရှိပုဂ္ဂိုလ်တွေကိုကြည်ရမလားကိုယ်ခန္ဓာကိုကြည်ရမလားဖယားကပြောတယ်ခြေသားခြေသမီးတို့တရားနဲ့တကယ်တွေ့ခြင်းနဲ့ဆိုရင်ကိုယ်ခန္ဓာကိုမြင်အောင်ကြည့်ပါဟောတရားနဲ့တကယ်တွေ့ခြင်းနဲ့ဆိုရင်ဘဇုခန္ဓာဘဇုမြင်အောင်ကြည့်အဲ့ဒါကိုဝိပဿနာဉာဏ်စာမှာပြောတယ်ယထာဘူတဉာဏ်လို့မှန်ယထာဘူတဆိုတာဟုတ်တိုင်းမှန်စွာဖြစ်တဲ့အတိုင်းပြက်တဲ့အတိုင်းသိတဲ့ဉာဏ်ကိုပြောပါဉာဏ်လေယထာဘူတဉာဏ်နဲ့ပြောစမ်းပါဉာဏ်လေဒါကြောင့်မလို့ပြိဿယေဒီတရားနာရင်လည်းငါကလူနေတဲ့ပုဂ္ဂိုလ်တွေထဲမှာပါလာလူနေတဲ့ပုဂ္ဂိုလ်တွေထဲမှာပါလာလူပိသားတဲ့ပုဂ္ဂိုလ်တွေထဲမှာပါလာလို့ပြိဿယေကိုယ်ခန္ဓာကိုကြည်ရင်နဲ့တရားနာနိုင်ကြပါစေဒါလေးဆန္ဒပြုတယ်နော်ဘုရားရှင်ကိုရောမြတ်ကြီးကဘလို့ပုဂ္ဂိုလ်တွေလူပိသားတဲ့ပုဂ္ဂိုလ်တွေလဲဆိုတော့ကိုတလာကိုတလေဓမေမနတိဇာနာတိမနုဿောဟောလူပိသားတဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်းနံပါတ်1ထွက်လာပြီကိုတလာကိုတလေဓမေမနတိဇာနာတိမနုဿောကိုတလာကိုတလေဓမေကိုသိုလ်တရားအကုသိုလ်တရားတွေကိုမနတိဇာနာတိကောင်းစွာခွဲခြားစိတ်ဖြာ၍တည်တတ်ပါပေ၏ဣရိဒသမတို့သောကုသိုလ်တရားအကုသိုလ်တရားတွေကိုကောင်းစွာခွဲခြားစိတ်ဖြာ၍သိတတ်တဲ့အတွက်ကြောင့်သောထိုပုဂ္ဂိုလ်တွေကိုမနုဿောတိလူပိသတဲ့ပုဂ္ဂိုလ်များဖြစ်တော်၏ဟူ၍တတဗံမုတ်ချဂိမ့်သေးမှတ်ထိုက်ပါပေတော့တည်းဘာပိသတုလူပိသတုတဲ့ပြိဿယေကိုတလာကိုတလေဓမေမနတိဇာနာတိမနုဿောကုသိုလ်အကုသိုလ်ကိုဘာလို့ရမယ်သိရမယ်ပြောဘာလို့ရမယ်ကုသိုလ်ကိုသိတယ်အကုသိုလ်ကိုသိကုသိုလ်ကိုကုသိုလ်မှန်သိမှအကုသိုလ်ကိုအကုသိုလ်မှန်သိမှပြောပါပိသတယ်ကုသိုလ်ကိုတပည့်တော်တို့ဘလို့သိရမှာလဲမိမိသူတော်ဘာနဝတာအကျိုးရှိတဲ့အပြည့်ကင်းတယ်ဆိုရင်အဲ့ဒါမှတ်လိုက်ကုသိုလ်ဟောမိမိသူတော်ဘာနဝတာတို့အတွက်အပြည့်ကင်းတဲ့အကျိုးရှိတယ်ဆိုရင်ပြိဿရေဘာလို့မှတ်ကုသိုလ်လို့မှတ်ကိုယ်နဲ့လုပ်ရင်ကာယကံကုသိုလ်နှုတ်နဲ့ပြောရင်ဝစီကံကုသိုလ်စိတ်နဲ့တွေးရင်မနောကံကုသိုလ်ကုသိုလ်ဘယ်နှမျိုးလဲ3မျိုးအဲ့ဒါကိုပြိဿယေစန့်ကျင်မဲ့တွေအကုသိုလ်ဆိုတာတဲ့မိမိသူတော်ဘာနဝတာတို့အကျိုးလည်းမရှိဘူးအပြည့်လည်းရှိတယ်ဆိုရင်ဘာလို့မှတ်မယ်အကုသိုလ်လို့မှတ်ပြောစမ်းဘာလို့မှတ်မယ်ကိုတလနာဝဇတုကဝိပါကလက္ခဏာကိုတလံကိုသိုလ်လို့ဆိုတဲ့ကောင်းမှုတရားတွေဟာအနာဝဇအပြည့်ကင်းတဲ့ဒုက္ခဝိပါကလက္ခဏာကောင်းကျိုးကိုပေးတယ်အပြည့်ကင်းပြီးတော့ဘာကျိုးကိုပေးတာကောင်းကျိုးကိုပေးတာတခြားလားကုသိုလ်လားကုသိုလ်တဲ့အာဂုတလံတဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအာဂုတလံအာဂုသိုလ်လို့ခေါ်တဲ့လူမိုက်တွေလောက်ကြတဲ့အလုပ်ကိစ္စတွေဟာအကုသိုလ်ကိုဘယ်သူကလုပ်လူမိုက်တွေလုပ်ပြောအကုသိုလ်ကိုဘယ်သူတွေလုပ်အာဂုတလံအာဂုသိုလ်လို့ခေါ်တဲ့လူမိုက်တွေလုပ်နေတဲ့အလုပ်တွေဟာတာဝဇ္ဇဒုက္ခဝိပါကလက္ခဏာအပြည့်လည်းရှိတယ်ဆိုကြလည်းပေးတယ်အပြည့်လည်းရှိတယ်ဆိုကြလည်းပေးတယ်အဲ့ဒါဆိုရင်ပြိဿယေကုသိုလ်လားအကုသိုလ်လားအကုသိုလ်အဲ့ဒါလို့စနေတကြားသိပြီးတော့ကုသိုလ်ဆိုတာအပြည့်ကင်းတယ်ကောင်းကျိုးပေးတယ်ငါတို့ဆောင်မယ်အကုသိုလ်ဆိုတာအပြည့်ရှိတယ်ဆိုကြပေးတယ်ငါတို့ရှောင်မယ်သူများကိုသိရမလားကိုယ့်ကိုသိရမလားရေတရေချင်းချင်းလေးပြောစမ်းဖြေစမ်းမှသူများကိုသိရမလားကိုယ့်ကိုသိရမလားဒါကြောင့်မလို့ကိုယ်တလေဓမေမနတိဇာနာတိမနုဿောကုသိုလ်အကုသိုလ်ကိုစနစ်တကျခွဲခြားစိတ်ပြ၍သိရင်ပြိဿယေပါပိသတုလူပိသတုတဲ့ဂျပန်နိုင်ငံမှာပြိဿယေမိသားစုတစုရှိတယ်
ဂျပန်နိုင်ငံဆိုတာပြိဿရဲ့မြန်မာနိုင်ငံနဲ့ရှင်ရင်အစင်တန်းနေမမြင်ဘူးလားမချမ်းသာဘူးလားလူနေမှုလည်းချမ်းသာတယ်နိုင်ငံလည်းချမ်းသာတယ်တိုးတက်တယ်လူတွေကကောပြိဿရဲ့မျက်စိနားမြန်မာနိုင်ငံနဲ့ဆိုင်ရင်သူတို့ကပို့ပြီးတော့အမြင်ကျလားမကျဘူးလားတို့မြန်မာနိုင်ငံကဂျပန်နိုင်ငံကိုအားကျမှုတွေရှိရလားမရှိရဘူးလားသို့တော်လည်းပဲပြိဿရဲ့လူနေမှုအစင်တန်းဘလောက်ပင်မြင်မှန်းပြီးတော့နေပါစေကောင်းတဲ့အကောင်းဆုံးလို့ဆိုတဲ့ပစ္စည်းတွေသုံးပြီးတော့နေကြပါစေတဲ့ကုသိုလ်အကုသိုလ်မှမသိဘူးဆိုရင်ပြိဿရဲ့လူပြီးသားတဲ့ဖြစ်ပါမလားအဲ့ဒါလေးသိနော်အဲ့ဒါမိသားစုတစုမှာဒိုးဒီသောသားလေးမွေးထားတယ်သားလေးဘယ်နှယောက်တစ်ယောက်တည်းပြိဿရဲ့ပြောသားလေးဘယ်နှယောက်လဲဆိုတော့ဂုံတရေရှိအတိုင်းဝိုင်းမှာတယောက်တည်းမွေးထားတော့သူ့ကိုပြောတယ်ရက်သေးရွာတဲ့ကပဝန်းကျင်ကဗါတယ်လေတူဒီတော်သားတဲ့ဘာသားလဲဂုံတရေရှိလို့ပိုက်ဆန်းရှိလို့တဏှရှိလို့တယောက်တည်းမွေးထားတော့ဘလို့ပြောလဲတူဒီတော်သားတဲ့ဂုံတရေမရှိပတ်စံတဏှမရှိစင်ရင်မွေးချတဲ့မိသားစုတွေကပြိဿရဲ့အကွယ်ရွေမြတယောက်တည်းမွေးထားရင်ဘလို့ခေါ်တယ်တကောင်ကျွတ်တယ်ဘလို့ခေါ်လဲဟိသူလည်းပဲမိဘနှစ်ပါးကမွေးလာတာတယောက်တည်းဒီဘက်ကလည်းမိဘနှစ်ပါးကမွေးလာတာတယောက်တည်းလောကကြီးကခွဲခြားဆက်ဆံပြီးတော့ပြိဿရင်ခေါ်လိုက်တာကွဲသွားလားမကွဲသွားဘူးလားပိုက်ဆံရှိရင်တူရီတော်သားပိုက်ဆံမရှိရင်တကောင်ကျွတ်တယ်ရှင်းနာစရာမကောင်းဘူးလားဒါပေမဲ့ပြိဿရင်တူရီတော်သားပဲဖြစ်ပါစေတကောင်ကျွတ်လို့ပဲခေါ်ပါစေကြိုက်တယ်လို့ခေါ်ပါစေကုသိုလ်အကုသိုလ်တိမပါပိသမယ်သဘောပေါက်ရဲ့လားဒါကြောင့်မလို့ဒီမှာခလေးတွေမျိုးဆက်တဲ့လူငယ်လေးတွေပါလို့ဒီအကြောင်းလေးဦးစင်းကနည်းနည်းလေးထည့်ပြောမိသားစုများအဲ့ဒါဒိုရီတော်သားလေးမွေးတာအဖေနဲ့အမေနဲ့လှုပ်သူကခဏခဏအိမ်မှာရံဖြစ်တယ်ပြိဿဘာဖြစ်လဲလင်းနဲ့မယားဆိုတာရှာနေသွားအခက်မသိရံဖြစ်ခဏခဏရံဖြစ်တော့အဖေတို့အမေတို့ရံဖြစ်တိုင်းဟိုးအိမ်နောက်ပင်မိဖို့ကြောင့်တောင်လေးမှာကပ်ပြီးတော့နားထောင်ရတဲ့ခလေးပါဝိနည်းမင်းနဲ့နေ့တိုင်းလိုရံဖြစ်အဖေအိမ်အပြင်ကပြန်လာအိမ်ရောက်အမေနဲ့ရံဖြစ်တော့တာပဲအမေအပြင်ကပြန်လာအိမ်ရောက်အဖေနဲ့ရံဖြစ်တော့တာပဲဒါကိုပြိဿရဲ့နေ့စဉ်နေ့တိုင်းလိုအမြဲတစေကြုံတွေ့နေရတဲ့သားလေးအမေလည်းမကြည့်ရဘူးအဖေလည်းမကြည့်ရဘူးဒီရတဲ့အမေလောက်တဲ့ပုဂ္ဂိုလ်ကသားအဖေမရှိချိန်မှာသားလေးရှိမှညီးတယ်အိမ်မှာသမင်းချက်ရင်းနဲ့ငါတို့သိကျင်တာပဲနေ့ဖေเจ้าတော့ငါတော့ဘာဖြစ်လဲသိကျင်တာပဲဓမ္မကြီးတွေမညီးဘူးလားတခါတလေနေ့ဖေเจ้าတော့ခိုเจ้าဒီเจ้าတော့ငါတော့သိကျင်တာပဲငါသိတာပဲကောင်းပါတယ်မနေကျင်တော့ပါဘူးလို့အမေလို့သူကပြိဿကြီးခဏခဏညီးတော့တနေ့ဘာခင်မရှိအဖေမရှိတဲ့ရက်မှာအမေလို့သူအဲ့နေတော့မှသားဖြစ်တဲ့ဂျပန်အမျိုးသားတူရီတော်သားလေးကအိမ်နောက်ဘေးတဲကစပူဆောင်တဲကဓားဆွဲပြီးတော့ဘာလုပ်လဲအမေကိုတပ်ပလိုက်တယ်ဘေးတဲရေပြောအမေကိုဘာလုပ်လိုက်ဘဇုကတတ္တာမွေထားတဲ့သားကဘဇုကိုတတ္တာမုံလို့တတ္တာလားမဟုတ်ဘူးချစ်လို့တတ်တာတဲ့ပြောစမ်းဘာလို့တတ်တာလဲရှင်ဗျာချစ်ရင်တတ်ပါမလားတတ်တယ်အဲ့ဒါနဲ့ပြိဿရဲ့အမေသေးဘာခင်လောက်တဲ့သူပြန်လာတော့ဟာဒီမှာဓာတလန်းနဲ့သူမယမ်းသေးနေတာဘယ်သူတတ်တာခလေးကလက်ညှိုးလေးထောင်လို့ဂုံယူဝင်ကြွားစွာဘယ်သူတတ်တာလဲလို့ပြောတော့ခလေးကဘာပြောလဲတတ်တာဒုစရိုက်ဆိုတာဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်ဆိုတာတိလို့ပဲလှုပ်မတိလို့ပဲလှုပ်ပြိဿရဲ့အပြစ်လို့ရလားအဲ့ဒါနဲ့နောက်ဆုံးတော့ပြိဿရဲ့ဒီကလေးကိုမြန်ပြောခုံယုံတင်စင်ရင်ချက်ချအမေကိုပြန်တက်လို့ထောင်ကြတော့မယ်တရားသူကြီးကမေးတယ်သားလေးတဲ့အမေဘာလို့တတ်တာလဲချစ်လို့တတ်တာဘာလို့တတ်တာလဲတာရှိမမေတို့ဖေတို့ခဏခဏရံတွေဖြစ်ပြီးတော့ဖေမရှိတဲ့ချိန်တွေဆိုရင်အမေကအိမ်မှာတယောက်တည်းညီးညူတတ်တယ်ငါသေးခြင်းနဲ့နေဖေကြောင့်တော့ငါသေးခြင်းတာပဲဒီလောကငါမနေမရှိရင်ကောင်းမယ်ဆိုပြီးတော့တာရှိမခဏခဏညီးတဲ့အတွက်ကြောင့်အမေရဲ့ဆန္ဒသားချစ်လုံးမြန်ဖြည့်စည်းပေးလိုက်တာတဲ့ဒီမကြီးများညီးရင်ကြည့်ညီတယောက်တည်းညီးနော်သူတို့ရှိမြန်သွားမညီးမိလိုက်စေနဲ့ဟုတ်လားဘာလို့တတ်တာချစ်လို့တတ်တာတဲ့
လူနေမှုစင်တန်းနေမြင့်ပါတယ်နောက်ဆုံးပေါ်ပစ္စည်းတွေကိုင်နိုင်ပါတယ်တိုးတက်ပါတယ်ဆိုတဲ့နိုင်ငံမှာလူပြင်းရပေမဲ့ပရိသေအမေကိုပြန်တတ်ရင်မာတုကာတကကန်ထိုက်တဲ့ကန်ကြီးထိုက်တဲ့ကိုစားလို့မရဘူးအဝေစီငရဲကိုဆင်ရမယ်ဆိုတဲ့ကိုသို့အကုသို့သိရလားပရိသေဘလောက်ပဲစင်နှမြင့်တဲ့လူပေါင်းလူဘဝမှာနေပင်နေ냐တော့လည်းပဲအမေကိုပြန်တတ်ရင်မာတုကာတကကန်ထိုက်ပဲဆိုတာအဲ့ဒီဂျပန်ခလေးလေးသိရလားတို့မြန်မာနိုင်ငံကပရိသတ်ရေခလေးလူကြီးအလုံးအမေစောကားရေငရဲသွားမယ်ဖေစောကားရေငရဲသွားမယ်ဆိုတာမသိဘူးလားအဲ့ဒါဒီပလင်ပရိသတ်ရေဘာပိတရာပြောစံအလုံးကိုယုံကြွားစာတို့လူတွေဘာပိတရာကုသလကုသလေဓမေမနတိဇာနာတိတိမနုသောကုသလကုသလေဓမေကုသိုလ်အကုသိုလ်တရားတွေကိုမနတိဇာနာတိတိခွဲခြားစိတ်ပြ၍ကောင်းမွန်စွာသိတတ်ပါပေ၏ဣတိတသမထိုးကြောင့်သောထိုပုဂ္ဂိုလ်တွေကိုမနုသောတိလူမိသားတဲ့ပုဂ္ဂိုလ်တွေဖြစ်တော်၏ဟူ၍တတဗံမௌချဂိမ့်သည်မှတ်ထိုက်ပါပေတော့တည်းနောက်တကလူမိသားတဲ့ပုဂ္ဂိုလ်တွေဆိုတာဘလို့ပုဂ္ဂိုလ်တွေလဲလို့ဘုရားရှင်ကိုရောမြတ်ကြီးကဘာဟောတယ်လဲဆိုရင်ဓမ္မေအဓမ္မေမနတိဇာနာတိတိမနုသောဓမ္မေအဓမ္မေမနတိဇာနာတိတိမနုသောဓမ္မေအဓမ္မေဓမ္မာအဓမ္မကိုမနတိဇာနာတိတိခွဲခြားစိတ်ပြ၍ကောင်းစွာသိတတ်ပါပေဣတိတသမထိုသောဓမ္မအဓမ္မတရားဓမ္မကိုခွဲခြားစိတ်ဖြာ၍သိတတ်တဲ့ပုဂ္ဂိုလ်ကိုမနုသောတိလူမိသားတဲ့ပုဂ္ဂိုလ်များဖြစ်တော်၏ဟူ၍တတဗံမௌချဂိမ့်သည်မှတ်ထိုက်ပါပေတော့တည်းနမနဲ့လူပိသားတဲ့သူတဲ့ဓမ္မအဓမ္မပြောစမ်းဟေ့ဓမ္မအဓမ္မကိုခွဲခြားစိတ်ဖြာကောင်းစွာသိမှပြိဿရေဘာပိသတုဓမ္မရဲ့အဓမ္မရဲ့ပြန်ပြောစမ်းပါဓမ္မောပါပိတိဒုက္ကတိစာမဒီလိုလာတယ်ဓမ္မောပါပိတိဒုက္ကတိဓမ္မောဓမ္မလို့ခေါ်တဲ့သူတော်ကောင်းတရားတွေကဒုက္ကတိဒုက္ကတိဘဝတွေသို့ပါပိတိရောက်စေတတ်တယ်ဓမ္မလို့ခေါ်တဲ့သူတော်ကောင်းတရားကဘယ်ကိုရောက်စေတယ်ဒုက္ကတိကိုရောက်စေတယ်ပြောဘယ်ကိုရောက်စေလဲဘယ်ကိုရောက်စေတယ်တခြားလားဓမ္မလားဆိုတော့ဓမ္မအဓမ္မတပည့်တော်များဘယ်လိုခွဲခြားသိမလဲမတရားသဖြင့်မလုံးနဲ့မတရားသဖြင့်မပြောနဲ့မတရားသဖြင့်မတွေးနဲ့အဲ့ဒါဓမ္မသဘောပေါက်လားမတရားသဖြင့်မလုံးတော့ဘူးဆိုရင်သူဒီဘယ်လိုလုပ်မလဲတရားသဖြင့်လုပ်မယ်မတရားသဖြင့်မပြောတော့ဘူးဆိုရင်ပြိဿရဲ့အဲ့ဒီပုဂ္ဂိုလ်တရားသဖြင့်ပဲပြောတော့မယ်မတရားသဖြင့်မတွေးတော့ပါဘူးဆိုရင်ပြိဿရဲ့အဲ့ဒီပုဂ္ဂိုလ်တရားသဖြင့်တွေးတော့မယ်သဘောပေါက်ပြီလားဒါဆိုရင်လူပိသတဲ့ပုဂ္ဂိုလ်တဲ့နံပါတ်နဲ့ဓမ္မအဓမ္မသိရင်ပါပိသတုအဓမ္မောနိရယနေတိအဓမ္မောအဓမ္မလို့ခေါ်တဲ့မသူတော်လူယုတ်မတို့ရဲ့တရားကြတော့နိရယငရဲတရိစ္ဆာန်ပြိဋ္ဌာအသောရကဲလို့ဆိုတဲ့ငရဲအဘုံဘဝတွေကိုနေတိမရောက်ရအောင်ပို့ဆောင်ပေးတတ်ပါပေဣတိဣသောတုံးမေသင်တရားနာပရိသတ်ပေါင်းတော်ကောင်းတို့သည်တတဗံမௌချဂိမ့်သည်မှတ်ထိုက်ပါပေတော့တည်းဓမ္မအဓမ္မသိရင်ပါပိသတဲ့လူပိသတုဓမ္မကဘယ်ကိုပို့ဒုက္ကတိကိုပို့တယ်အဓမ္မကငရဲကိုပို့တယ်ပြောစမ်းအဓမ္မကဘယ်ကိုပို့တယ်ဒါဆိုရင်ပြိဿရဲ့လူပိသတဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါဘယ်နှချက်နှစ်ချက်နံပါတ်1ကုသိုလ်အကုသိုလ်သိနံပါတ်3နံပါတ်2ဓမ္မအဓမ္မကိုသိပြန်ပြောမယ်နံပါတ်1ကုသိုလ်အကုသိုလ်ကိုသိရင်ပါပိသတုနမနိဓမ္မအတ္တဘာခွဲခြားသိရင်ပါပိသတုနောက်တကနံပါတ်3အဋ္ဌာနထမနတိဇာနာတိတိမနုသော
အဒါနတအကျိုးရှိအကျိုးမဲ့တန်ဖိုးရှိတန်ဖိုးမဲ့တာကိုမနတိဇာနတိခွဲခြားစိတ်ဖြာ၍သိတတ်ပါပေ၏ဣတိတသမထို့သောအကျိုးရှိအကျိုးမဲ့တန်ဖိုးရှိတန်ဖိုးမဲ့တာကိုသိတတ်တဲ့အတွက်ကြောင့်သောထိုပုဂ္ဂိုလ်တွေကိုမနုသောတိလူပိသတဲ့ပုဂ္ဂိုလ်များဖြစ်တော်၏ဟု၍တတပံမုတ်ချကိန်းသေးမတ်တိုက်ပါပေတော့တည်းပရိသတ်ရေလူပိသတဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်းနံပါတ်3ကဘာလဲလဲအကျိုးရှိတာရဲ့အကျိုးမဲ့တာရဲ့တန်ဖိုးရှိတာရဲ့တန်ဖိုးမဲ့တာရဲ့ဘာဖြစ်ရမလဲသိရမယ်ငါတို့လုံနေတဲ့အလုပ်တွေကဘလောက်အကျိုးရှိတယ်လဲအကျိုးမဲ့တယ်လဲငါတို့လုံနေတဲ့အလုပ်တွေကဘလောက်တန်ဖိုးရှိတယ်လဲတန်ဖိုးမဲ့တယ်လဲဆိုတာပြိဿရေဘာဖြစ်ရမလဲသိရမယ်တဲ့ဒီကနေ့မြန်မာသင်္ဘောချင်းမိသားစု26ကြိမ်6ကြိမ်မြောက်ဓမ္မပူဇာသဘင်ကြီးကျင့်ပပူဇော်နေတာအကျိုးရှိခြင်းအကျိုးမဲ့ခြင်းတန်ဖိုးရှိခြင်းတန်ဖိုးမဲ့ခြင်းကိုသိလို့လားမသိလို့လားအကျိုးရှိအကျိုးမဲ့တန်ဖိုးရှိတန်ဖိုးမဲ့တာကိုသိရင်ပြိဿရေပါပိသတုလူပိသတုပြောစမ်းမှာပါပိသတုလောကကြီးထဲမှာဘယ်ရာတွေတန်ဖိုးရှိသလဲလို့လိုက်ရှာတော့ပြိဿရေယရဏ3ပါးကလွဲလို့တခြားရှိသေးလားရွှေငွေပရမများကြောက်တန်းစီစိန်တွေဆိုတာပြိဿရေတကယ်တန်ဖိုးရှိရဲ့လားတကယ်တန်ဖိုးရှိတာသာဝရတန်ဖိုးရှိတာပြိဿရေယရဏဘဏပါလေဖယားယရဏတရားယရဏသံဃာယရဏပြောစမ်းပါလေဒါကြောင့်မလို့ဆိုလိုက်စမ်းမတွေ့ခဲ့ကြုံခဲ့ဆုံခဲ့လေသည်အတန်လေးထက်ပြီးတော့ချဲ့ပြီးတော့အာရပါယအိတ်ရှင်စိတ်တွေပြောင်းပြီးတော့စေတနာတရားတရားတွေနဲ့ဆိုကြစမ်းမတွေ့ခဲ့ကြုံခဲ့ဆုံခဲ့လေသည်အဲ့လိုလုပ်ပါနော်ပြန်ဆိုပါအောင်တွေ့ခဲ့ကြုံခဲ့ဆုံခဲ့လေသည်မြတ်ဗုဒ္ဓဤအနန္တဂုံဤမြတ်ဓမ္မဤအနန္တဂုံဤမြတ်သံဃာဤအနန္တဂုံဤကုသိုလ်ပြုကြယခုဘဝလုပြည်အစာကောင်းအနောင်သေးကြမည်တွေ့ခဲ့ကြုံခဲ့ဆုံခဲ့လေပြီမြတ်ဗုဒ္ဓဤအနန္တဂုံဤမြတ်ဓမ္မဤအနန္တဂုံဤမြတ်သံဃာဤအနန္တဂုံဤကုသိုလ်ပြုကြယခုဘဝလူပြည်အစာကောင်းအနောင်သေးကြမည်အစာကောင်းရင်အနောင်သေးကြတယ်အစာမကောင်းရင်အနောင်မသေးကြဘူးတဲ့အစာဆိုတာလူဘဝလူမှတ်ပြောအစာဆိုတာအစာကောင်းတယ်ဆိုတာလူဘဝမှာကောင်းမှုပြုတဲ့ကုသိုလ်ပြုကြယခုဘဝလူပြည်အစာဆိုတာလူဘဝကောင်းတယ်ဆိုတာကုသိုလ်အစာကောင်းရင်အနောက်ဆိုတာဘဝတန်တရာကိုပြောတယ်အနောက်သေးကြမယ်ဆိုတာပြိဿရေကုသိုလ်ပုံညာရှိတဲ့ပုဂ္ဂိုလ်ဟာလူနဲ့နိဗ္ဗာန်သုံးတန်ချမ်းသာရမှသေးကြလားမသေးကြဘူးလားဒါကြောင့်မလို့အစာကောင်းရင်အနောက်သေးကြတယ်အစာမကောင်းရင်အစာမကောင်းမှုဆိုတာပြိဿရေလူဘဝမှာကုသိုလ်မရှိတဲ့ပုဂ္ဂိုလ်အနောက်သေးကြပါမလားလူဘဝမှာပါကုသိုလ်မှာပါပုံညာမှာမရှိတဲ့ပုဂ္ဂိုလ်ဓမ္မလုံးဘဝတန်တရာရောက်ရင်ပြိဿရေလူနဲ့နိဗ္ဗာန်သုံးတန်ချမ်းသာရမယ်ဆိုတာပြိဿရေသိကြပါမလားဒါကြောင့်မလို့အစာကောင်းမှအနောက်သိကြမယ်အစာမကောင်းရင်အနောက်မသိကြဘူးတဲ့အစာကောင်းတဲ့ပုဂ္ဂိုလ်အနောက်သိကြတဲ့ပုဂ္ဂိုလ်ပြိဿရေမြတ်စွာဘုရားကပြောတယ်လူပိသတုတဲ့ပြောစမ်းပါပိသတုအဲ့ဒါလိုအစာကောင်းလို့လူဘဝမှာကောင်းမှုတွေရှိလို့
အနောင်ဘဝသန္တရာမှာလူနဲ့နိဗ္ဗာန်သုံးတန်ချမ်းသာရမယ်ဆိုတဲ့သေကြတဲ့လူမိသားတဲ့ပုဂ္ဂိုလ်တွေကိုပြိဿရေတရားမင်းကရှိခိုးပါတဲ့ပြောစမ်းပစုကရှိခိုးတဲ့စတုမာရတဝရိန္ဒယာမတုသိနာနေမနာရတိပရဏိမိတဝတ္တဝတ္တိလို့ခေါ်တဲ့ပြိဿရေနတ်ပြည်ဗနထအမလီလက်ချိုးပြထားရပါတယ်စတုမာရတဝရိန္ဒယာမတုသိနာနေမနာရတိပရဏိမိတဝတ္တဝတ္တိလို့ခေါ်တဲ့ပြိဿရေနတ်ပြည်ဗနထလဲ6ထက်သားတို့ရဲ့သူကစောစောကကိုကဒီလိုချိုးပြီးတော့ဒီလိုခြံခဲ့တာကို4တက်တဲ့သာသမီမကောင်းတော့ကြဲကြဲပြောသာသမီမကောင်းတော့လေကူကိုတော်နဲ့တင်မောချင်းမိသားစုတွေနော်စံရင်ကိုနာဖို့မဲ့သာသမီမကောင်းတော့ဒီသားဒီသမီးတွေကိုမကောင်းဘူးလို့ဘုံဘုံကပြောတာမဟုတ်ဘူးနတ်ပြည်ဗနထလဲလို့မေးလိုက်တာနဲ့တံပြီးတော့ဒီကလေးတွေချောင်းထက်လို့တီးဖို့ဘဇုမှာတာဝန်ရှိတယ်ကဲပြောစမ်းမှာဘဇုမှာတာဝန်ရှိတယ်အဘေဗနဘာလဲလို့မေးလိုက်တာနဲ့ဒီသားလေးတွေသမီးလေးတွေ၄ပါးပါဖျားလို့ဖြေနိုင်ဖို့ပြိဿရေဘဇုမှာတာဝန်ရှိတယ်သူတို့မဟုတ်တဲ့အတိုင်းပဲဘဇုတွေမွေးထားတာတော့ဒါတွေကသူတို့မဟုတ်တဲ့အတိုင်းပဲညိနေကြတာထားလိုက်ပါတော့ဒီကိုတော့မှတာဝန်ရှိတယ်ဟုတ်လားဆိုတော့အကုန်လုံးကြောင်းခေါ်သွားရင်မကောင်းဘူးလားမကောင်းကြောင်းဖို့မကောင်းကြောင်းဖို့ဆိုတော့ပြိဿရေလုတ်ပုံကြောင်းဘုန်းကြီးတွေကပဲမကောင်းတဲ့ပုံစံဟုတ်လားကြောင်းဘုန်းကြီးတွေကပဲဘာပုံစံပေါက်သွားတာပတိနရီကောသလမင်းကြီးကမြတ်စွာဘုရားကိုတရားဟောဖို့လျှောက်တော့မြတ်စွာဘုရားတဲ့လူတွေဆိုတာအင်မတန်အလုံးများတယ်တဲ့ပြောဖို့လူတွေဆိုတာအင်မတန်အလုံးများတယ်တဲ့ဘုရားကပဲအလုံးမရှိတဲ့ပုံစံသူတို့တချို့တခါကြီးတို့မိုက်တယ်လာသေးတယ်ကြောင်းရောက်ရင်ပြောတယ်သူတို့ကအလုံးများတယ်တဲ့အေးကျုပ်တို့ကငါတို့ထိုင်နေတာလို့နော်အပတိနတိကောသလမင်းကြီးကမြတ်စွာဘုရားကိုတရားဟောဖို့လျှောက်တော့ရှင်ဘုရားတဲ့တရားတိုးတိုးလေးဟောပါတဲ့ဘလို့ဟောခိုင်းပြောဘလို့ဟောခိုင်းလေအဲ့ဒါဘုရားကပြောတယ်အေးဟောမယ်ကွာတဲ့အပ္ပမဒေနာတဲ့ဘာဟောလိုက်လဲအဲ့ဒါကိုပတိနတိကောသလမင်းကြီးကမသိလိုက်ဘူးထက်လျှောက်တယ်ရှင်ဘုရားတရားဟောမြန်ဟောအပ္ပမဒေနာဘုရားကတလုံးနဲ့ပြောတယ် तू မသိလိုက်အဲ့ဒါမြတ်စွာဘုရားကပြောတယ်မင်းကြီးတဲ့ငါတရားဟောပြီးပြီဟာဘယ်တော့ငါဟောလိုက်တာလဲမြန်တာအပ္ပမဒေနာဟာအဲ့လောက်လဲမတူနဲ့ကိုရောတဲ့နည်းနည်းလေးထည့်ချက်ပြောအောင်တဲ့ဒီတဲ့ပတိနတိဒီမြန်ပါသလားလို့ဦးဇင်းကတိုးတာကြိုက်တာလားရှည်တာကြိုက်တာလားအေးခလေးတွေပဲရှည်တာကြိုက်တယ်လူကြီးတွေကတော့တိုးတာကြိုက်ပုံရတယ်ပြောဘူးဗျနော်ကဲထားလိုက်ပါတော့ပြိဿရေအစာကောင်းလို့ဘဝမှာကိုယ်တော်ပုံညာရှိပြီးတော့လူမိသားတဲ့ပုဂ္ဂိုလ်တွေကိုပြိဿရေဘဇုကရှိခိုးတယ်တရားမင်းကရှိခိုးတယ်အင်းမြမသင်္ဘောချင်းတရားမင်းရှိခိုးတာခံကျင်လားမခံကျင်ဘူးလားငါတို့လုံနေတဲ့အလောက်ကတရားမင်းရှိခိုးနေတဲ့အလောလားတရားမင်းမရှိခိုးတဲ့အလောလားဆိုတာပြိဿရေကိုယ်တန်တန်ကိုဘာလို့ရမယ်စစ်ရမယ်ပြန်ကြည့်ရမယ်တဘောပေါက်တယ်နော်အဲ့ဒီတရားမင်းကပြိဿရေလူမိသားတဲ့ပုဂ္ဂိုလ်တွေကိုတလားလုံးမှတစ်ခါပဲရှိခိုးတာမဟုတ်ဘူးတဲ့တစ်နေ့လုံးမှတစ်ချိန်ပဲရှိခိုးတာမဟုတ်ဘူးတဲ့တသက်လုံးမှတကားပဲရှိခိုးတာမဟုတ်ဘူးတဲ့နေ့တိုင်းပြိဿရေ3ချိန်3ကရှိခိုးတာပြောဘယ်နှချိန်ဘယ်နှကရှိခိုးတာဒါကိုသာသနာနိဒံတက္ကရာဆရာတွေကဧကံသမယံဘဂဝါသာဝတိယံဝိဟာရတိစေတဝနေအနာထဗိနိကတအာရမေဧကံတဘာသောသမယံခါရောကဧကံသမယံခါရမစီရောကဘဂဝါဘုံ6ပါးသခင်တို့ဘုရားရှင်ကိုရောမြတ်ကြီးသည်သာဝတိယံသာဝတိပြည်လို့ခေါ်တဲ့သာဝတိပြည်မှာရှိတဲ့အနာထဗိနိကတအာရမေအနာတပိန်တတိကြောင့်တကားကြီးဆောက်လို့လိုတန်း၍ထားသောစေတဝနေစေတော်ရောင်ပေါင်းတတိကြောင့်ကြီးမှာဝိဟာရတိလျောင်းတိုင်းရသွား၄ပါးဣရိယာမြတ်ရွှင်ပြုံးတည်သုံးတော်မူခဲ့ပါပေတည်းမြတ်စွာဘုရားဣတရားကိုဗမာတည်သုံးတော်ကဟောခဲ့တာလင်းလို့မေးရင်ပြောလိုက်သဝဋ္ဌိပြည်ကစေတဝန်เจ้าမှာပြောစမ်းဗမာလဲ
တာဝတိပြေကစေတဝန်ကြောင့်မှမြတ်စွာဘုရားဤလူပိသတ္တုလုံးအမြင့်တတ်တရားမြတ်ဟောခဲ့ပါတတ်ဘဇုကိုအကြောင်းပြုပြီးတော့ဟောခဲ့တာလဲဆိုတော့အိနာတကောဒေဝနတ်တွေကိုအဆိုရတဲ့အိနာတက္ကလို့ခေါ်တဲ့တရားမင်းကြီးကိုအာရဗအကြောင်းပြု၍ကထေသိကရုဏာရှိသွားမေတ္တာအဖြင့်ကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေတည်းဘဇုကိုအကြောင်းပြုတရားမင်းကိုအကြောင်းပြုဟောတယ်ပြောဘဇုကိုအကြောင်းပြုလေအိနာတက္ကလို့ခေါ်တဲ့နတ်တော်ကိုဆိုရတဲ့နတ်လောကမှာအကြီးဆုံးဖြစ်တဲ့နတ်လောကမှာအကြီးဆုံးပဲတဲ့တရားမင်းဟာနတ်လောကမှာပါဆုံးလေတကူအရာမှာလည်းအကြီးဆုံးအရွယ်အရာမှာလည်းအကြီးဆုံးသိက္ခာအရာမှာလည်းအကြီးဆုံးနတ်တွေကိုအုပ်ချုပ်နေတဲ့တရားမင်းကိုအကြောင်းပြုပြီးတော့ဣတရားမြတ်ဒေသနာဟောခဲ့ပါတတ်တယ်မြတ်တရားမင်းရဲ့ဘေးမှာပြိဿရေအတွင်ရမှုလို့လည်းပြောမလားအတိုင်ပင်ငံလို့ပဲပြောမလားကိုရေးအရာရှိလို့ပဲပြောမလားအလုတ်အကျွေးနတ်သားတယောက်ရှိတယ်နာမည်ကမာတလိနာမည်ကဘယ်သူလဲမာတလိကတရားမင်းရဲ့ကိုရေးအရာရှိနေ့တိုင်းမာတလိကအာဇာနည်မြင်းကောင်း1000ဘယ်လောက်လဲအာဇာနည်မြင်းကောင်း1000ကားတဲ့နတ်ရထားကြီးစီမံပြီးတော့တရားမင်းနေတဲ့ဝေဇနာပြတ်သက်ရှိလာပြီးတော့စိုက်တော့ပြိဿရဲ့အဲ့ဒီမှာတရားမင်းကအဲ့ဒီမြင်းလဲပေါ်တက်ပြီးတော့မှနတ်ပြည်6တက်လှဲ့လေ round လှဲ့လေလို့ခေါ်မှာပေါ့နတ်သားနတ်သမီးတွေလိုက်စစ်ဆေးတယ်ဆုံးမဩဝါဒတွေပေးတယ်လိုအပ်တာတွေဖြည့်ဆည်းပေးတယ်ဒါကတရားမင်းရဲ့ daily duty ပဲအဲ့ဒါနဲ့ပြိဿရဲ့တနေ့တော့တရားမင်းကဝေဇနာပြတ်သက်ဘောကဆင်းပြီးတော့စောစောကမတလိစီမံထားတဲ့နတ်ရထားမြင်းရထားဘောကိုမတက်ခင်ပါလက်စေပြန်ထိတ်မှမို့လို့3ချိန်3ကရှ िख ိုးပါတဲ့အဘောကိုလည်းမောပြီးတော့ရှ िख ိုးတာမဟုတ်ဘူးတဲ့ဘေးဝေးရာကိုလည်းလှည့်ပြီးတော့ရှ िख ိုးတာမဟုတ်ဘူးတဲ့ဘယ်ကိုရှ िख ိုးတာလဲဆိုတော့လူပြည်ကိုငုတ်ပြီးတော့3ချိန်3ကရှ िख ိုးတယ်ပြိဿရေပြောစမ်းမဘယ်ကိုငုတ်ပြီးတော့ရှ िख ိုးတာအဲ့ဒါကိုမာတလိကစေတယ်မှာတန်တရားဖြစ်တော်မိတယ်အိုးအရှင်တရားမင်းနတ်လောကမှာစတုံမာရေတဝရိန္ဒယမတုတိတနိုင်မနာရတိပရဏိမိတဝတ္တဝတိလောကောတဲ့နတ်ပြည်6တက်အဲ့ဒီနတ်ပြည်6တက်မှာရှိတဲ့နတ်သားနတ်သမီးတွေကိုအစိုးရအုပ်ချုပ်စီမံပြီးတော့အကြီးအကဲဖြစ်တဲ့အသင်တရားမင်းကပစုကိုပြန်ပါကြောင့်ရှ िख ိုးတာပါလေမတလိကတရားမင်းကိုမေးတော့တရားမင်းကပြောတယ်ရေကတံပုံညကရာသီလဝန္တောဥပဒကံယေကတံပုံညကရံသီလဝန္တောဥပဒကဒါဓမ္မေနဒါရံဘောတေတိတေနမတာမိမာတလိမာတလိသိလို့ရဲ့ဖြင့်မနေလျှောက်တာအိုအမောင်မာတလိသိလို့ရဲ့ဖြင့်မနေလျှောက်တာအိုအမောင်နတ်တာယေကတအချင်းလူပေါင်းလူလောကလူပြည်မှာပေါပွားနေကြတဲ့သူတွေထဲမှာပုံညကရာကောင်းမိုးရင်းများစွာရှိတဲ့တဲကမာတုပဋ္ဌာနအမေကိုလှုပ်ကြွေးနေတဲ့သားကောင်းသမီးကောင်းတွေပိတုပဋ္ဌာနအမေကိုလှုပ်ကြွေးအဖေကိုလှုပ်ကြွေးနေတဲ့သားကောင်းသမီးကောင်းတွေကိုအဟံတက္ကခေါ်ညငါတရားကျော်ကနမတာမိဆုံးစေပြထိတ်မှမို့လို့ရှင်ခေါ်လိုက်ပါပေတော့တတိရေနယေပစုတွေကိုတရားမင်းကရှ िख ိုးတာမာတုပဋ္ဌာနာမေကိုလှုပ်ကြွေးသူပိတုပဋ္ဌာနာဖေကိုလှုပ်ကြွေးသူမိဘကိုလှုပ်ကြွေးရင်ဘယ်သူရှ िख ိုးလဲဘယ်နဲ့ဘယ်သူရှ िख ိုးလဲဘယ်သူတွေကိုမိဘတွေကိုလှုပ်ကြွေးတဲ့သားကောင်းသမီးကောင်းတွေကိုပြောစမ်းမှာဘာကောင်းတွေလဲမိဘလှုပ်ကြွေးတဲ့သားကောင်းသမီးကောင်းတွေကိုပြိဿရေနေတိုင်းဟောတာဝရိန္ဒမှာရှိတဲ့နတ်တွေကိုဆိုရတဲ့တရားမင်းကဘာလုပ်တယ်အဖေကိုအမေကိုလှုပ်ကြွေးရင်သားကောင်းသမီးကောင်းဆိုရင်ပြိဿရေအဖေစိတ်ဆင်းရဲအောင်အမေစိတ်ဆင်းရဲအောင်လှုပ်ရင်သားဆိုသမီးဆိုအဲ့ဒီသားဆိုသမီးဆိုတဲ့ကိုပြိဿရေတရားမင်းကမရှိခိုးဘူးတဲ့ငရဲမင်းကလက်ရက်ခေါ်နေတယ်ဘ
ဘဇုကလက်ရက်ခေါ်ဘဇုတွေကိုလုံမကျွေးလို့သဘောပေါက်ရဲ့လားဘာဖြစ်လို့တရားမင်းကမိဘတွေလုံကျွေးတဲ့သားကောင်းသမီးကောင်းတွေကိုရှင်ခိုးတာလဲဆိုတော့ပြိဿရေမှတ်လိုက်မိဘကျေးဇူးမြင့်မို့ဦးဘာလဲလဲမိဘကျေးဇူးမြင့်မို့ဦးတဲ့မြတ်စွာဘုရားအလောင်းတော်ဘဝမြောက်များစွာတရိစ္ဆာန်ဘဝတောင်မှပြိဿရေမိဘကျေးဇူးလုံကျွေးခဲ့လားမလုံကျွေးခဲ့ဘူးလားမိဘကျေးဇူးဆက်ခဲ့လားမဆက်ခဲ့ဘူးလားနောက်ဆုံးမြတ်စွာဘုရားဘဝရောက်တာတောင်မှပြိဿရေတာဝရိန္ဒနတ်ပြည်မှာတက်ပြီးတော့မှအဘိဓမ္မာခုနှစ်ကျမ်းမြတ်ကိုဟောပြီးတော့မေတော်ပြည့်ခဲ့မှုတဲ့တန်တုတ်တိသနတ်သားကိုပြိဿရေတရားနဲ့ကျေးဇူးဆက်ခဲ့ပါတဲ့။ဘာနဲ့ကျေးဇူးဆက်ခဲ့တယ်။ကျေးဇူးများလို့လားမများလို့လား။ဒါကြောင့်မလို့ပြိဿရေမိဘကျေးဇူးပါဦးလေမြင့်မို့ဦးတဲ့။ဒါကြောင့်မလို့ဆိုလိုက်စမ်းမရေတုမြေတုလေတုပမမလေးမွေးရကြိုးမနဲ့တဲ့သားသမီးတွေဟဲ့မွေးရကြိုးမနဲ့တဲ့သားသမီးတွေအတ္တမထွက်ဖို့ဆိုလိုက်စမ်းမရေတုမြေတုလေတုပမမိဘနှစ်ပါးကျေးဇူးများတာယဟန်ဖြစ်စေလူဖြစ်စေကွယ်မိဘနှစ်ပါးလှုပ်ကြွေးသင့်ပါတယ်ပြန်ဆိုပါအောင်ရေတုမြေတုလေတုပမာမိဘနှစ်ပါးကျေးဇူးများတာယဟန်ဖြစ်စေလူဖြစ်စေကွယ်မိဘနှစ်ပါးလှုပ်ကြွေးသင့်ပါတယ်ကျေးဇူးတွေအနန္တအတန်ကိုဇရေလို့သိမင်းနဲ့ဆက်ခင်ပြီးတော့ပြိဿရေတို့တွေကိုမွေးခဲ့ကြွေးခဲ့စောက်ရှောက်ခဲ့တဲ့မိဘနှစ်ပါးဟာပြိဿရေယဟန်ဖြစ်ဖြစ်လူဖြစ်ဖြစ်လှုပ်ကြွေးသင့်တယ်လှုပ်ကြွေးကောင်းတယ်တဲ့မြစ်မကိုကြီးဆရာတော်ဒေါက်တာရှင်ကိုဝိဒဟောခဲ့တဲ့ပြိဿရေဗာတရားမွေကံထိုက်သူဖြစ်ပါစေဆိုတဲ့တရားတွေမှာပြိဿရေယဟန်ဘဝနဲ့အဖေတို့အမေတို့မိဘနှစ်ပါးကိုမြတ်စွာဘုရားကလှုပ်ကြွေးခိုင်းခဲ့တာအလုံးသိတယ်နော်ဘာထိုက်သူဖြစ်ပါစေမွေကံထိုက်သူဖြစ်ပါစေတရားတွေကနာပြီးပျောက်တဲ့ပုံစံပေါက်တယ်ဒါကြီးဒီမကြီးတွေကြည့်ရတာနော်ဟုတ်လားဘာထိုက်သူဖြစ်ပါစေဒါရမလို့ရေတုတယ်မြေတုတယ်လေတုတယ်ဟောကောင်းကင်ကြီးအပေါ်မှာရှိတဲ့ကောင်းကင်ကြီးကိုမောကြည့်ကြစမ်းမှာအစရှာလို့တွေ့ရဲ့လားအဆုံးရှာလို့တွေ့ရလားအဲ့ဒီကောင်းကင်စัจ java လာအာဂန္တာအစဆုံးရှာလို့မတွေ့သလို့တို့အဘေတို့မေတို့ရဲ့ကျေးဇူးအနန္တမေတ္တာအနန္တတွေကလည်းပြိဿရဲ့အစအဆုံးအခြားအပိုင်းအခြားရှိရဲ့လားဘလောက်ပဲကျေပါတယ်ပြောဘလောက်ပဲအစအဆုံးရှာလို့မရပါဘူးပြောအဲ့ဒီကောင်းကင်စัจ java လာအနန္တကြီးကိုတို့အဘေတို့အမေတို့ရဲ့ကျေးဇူးတို့အဘေတို့အမေတို့ရဲ့မေတ္တာတရားနဲ့နှိုင်းရှင်လိုက်ရင်ဝါရွက်ခလေးပမရှိပါတဲ့။ဘာရွက်လေးလဲ။ဘေတို့မေတို့ရဲ့ကျေးဇူးကကြီးလားမကြီးဘူးလား။နောက်တကမြင်မို့တောင်းကြီးဘလောက်ပဲတူတယ်ကြီးတယ်ပြောဘလောက်ပဲတူတယ်မြင်မာတယ်ပြောအဘေတို့အမေတို့ရဲ့မေတ္တာကျေးဇူးတရားနဲ့နှိုင်းရှင်လိုက်တဲ့အခါကျတော့ပြိဿရဲ့နွားပေါင်ခလေးရဲ့ဥကြိုပမရှိပါတော့တဲ့။ဘေတို့မေတို့ကျေးဇူးကြီးလားမကြီးဘူးလား။အိုးပင်လယ်သမုဒ္ဒရာထဲမှာရှိတဲ့ပြိဿရဲ့ရေတွေမများဘူးလား။သမုဒ္ဒရာထဲမှာရှိတဲ့ပင်လယ်ထဲမှာရှိတဲ့ရေတွေသုံးလို့ဖြုံးလို့ကုန်ပါမလား။ချိုးလို့ကောကုန်ပါမလား။သမုဒ္ဒရာထဲမှာရှိတဲ့ရေတွေဘလောက်ပဲများတယ်ပြောသမုဒ္ဒရာကြီးဘလောက်ပဲကျင်ပြင်းတယ်ပြောဘေတို့မေတို့ရဲ့မေတ္တာဘေတို့မေတို့ရဲ့ကျေးဇူးနဲ့နှိုင်းရှင်လိုက်တဲ့အခါကျတော့မိုးပေါက်ကလေးပမရှိပါတော့တဲ့ဘေတို့မေတို့ကျေးဇူးမများဘူးလားဒါကြောင့်မလို့ရေတို့မြေတို့လေတို့ပမမိဘနှစ်ပါးကျေးဇူးများတာယဟန်ဖြစ်စေလူဖြစ်စေကွယ်မိဘနှစ်ပါးလှုပ်ကြွင်းသင့်ပါတယ်မိဘနှစ်ပါးပါသင့်တယ်ဖေတို့မေတို့ဟာတို့တွေကိုအသက်နဲ့ရင်းလို့အသက်နဲ့လဲလို့မွေးခဲ့ကျွေးခဲ့တယ်မဟုတ်လားတို့အလဲကြမှာမသိကြအောင်စောင့်နေလို့ဖြစ်ပါမလားဒီကနေ့ဒကာကြီးဓမ္မကြီးများတတ်ထားတဲ့ပညာတွေတခြားကသင်ပေးလိုက်တာလားဖေတို့မေတို့သင်ပေးလိုက်တာလား
တချို့ကထင်တယ်ကျောင်းကဆရာကျောင်းကဆရာမသင်ပေးတာတချို့ကထင်တယ်သင်တန်းကဆရာဆရာမသင်ပေးတာတချို့ကထင်တယ်ငါရဲ့အထက်ကစီနီယာလူကြီးကငါ့ကိုသင်ပေးတာငါအသင်ပေးဘူးလို့ထင်ကောင်းထင်ကြတခါတလေမထင်ဘူးလားဟိအဲ့ဒါလို့ထင်ရင်ပြိဿရေမှတ်လိုက်ငါမှားပြီလို့လက်ဦးဆရာဖြစ်ပေစွာပုပ္ပါစရိယမင်းနဲ့ဖာကျင်ကြီးကျင်ငယ်စွန့်တတ်အောင်မဆိုသင်ပေးတာဖေနဲ့အမေလူချမ်းသူကြတဲ့မှာသွားတဲ့လာတဲ့စားတဲ့ပြောတဲ့ပါတဲ့စကားပြောတဲ့အောင်မဆိုသင်ပေးတာလူချမ်းသူကြတဲ့သွားတဲ့နေရာအလှသွားတဲ့နေရာမင်္ဂလာဆောင်သွားတဲ့နေရာတာရင်နာရင်သွားတဲ့နေရာဝတ်စားဆင်ရင်မှုတတ်အောင်မဆိုသင်ပေးခဲ့တာသဘောပေါက်ရဲ့လားအေးခလေးတွေတောင်သိတယ်လူကြီးတွေကမသိဘူးနဲ့တူတယ်နော်ဒီမိဘနှစ်ပါးသင်ပေးလို့ပြိဿရေဒီအရွယ်ရောက်ဒီအချင်းတွေရောက်ဒီပညာတွေတတ်ဒီဇီဝရေးတွေလောက်ကင်လာတာဒီမိဘကျေစုမေ့လို့ဖြစ်ပါမလားမဖြစ်ဘူးတဲ့သဘောပေါက်တယ်နော်ဒါကြောင့်မလို့မိဘမျက်ရည်တစ်စက်သာသမီစင်းရည်တသက်တဲ့မိဘမျက်ရည်တစ်စက်သာသမီစင်းရည်တသက်သဘောပေါက်ရဲ့လားဒါကြောင့်မလို့ပြိဿရေညီတို့မောင်တို့အလုံးမလိုက်စမ်းမိဘကိုစောကမိဘကိုပြမမိဘစကားကိုနာမထောင်ကိုထင်ရကိုစိုက်နေတဲ့သာသမီတွေကြီးပွားတယ်ဆိုတာဘာမှရှိပါမလဲဒုက္ခမျိုးစုံအန္တရာယ်မျိုးစုံနဲ့ကြုံမလားမကြုံဘူးလားသဘောပေါက်ရဲ့လားဒါကြောင့်မလို့ပြိဿရေစက်ထုတ်လေးတတော်အလုံးသိပါတယ်ဟောမဲ့ထဲမှာတော့မပါပါဘူးမိခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကမွေးကင်းစခလေးလေးကိုမွေးပြီးမိတွင်ငယ်တွေကထွက်ပြီးတော့မှရေတန့်စင်ဖို့ကန္နဘူဘေးမှာချပြီးတော့မှအမေကရေတန့်စင်နေတဲ့အချိန်မှာပရိသတ်ရေဘလူးမကြီးကချောင်းပြီးတော့မှဒီကလေးကိုစားမယ်မို့လားအဲ့ဒါမိခင်အရင်ပြတဲ့ပုဂ္ဂိုလ်ကရေကန်နဲ့ဆင်းပြီးတော့ရေချိုးနေတဲ့အချိန်မှာဘလူးဖြစ်တဲ့ဘလူးမကြီးကမိခင်ရောင်ဆောင်ပြီးတော့အဲ့ဒီကလေးသွားဆွဲတယ်သွားဆိုတော့ဟဲ့ငါကလေးဟိုကလည်းပဲမိခင်ရင်ဖြစ်တဲ့ပုဂ္ဂိုလ်ကရေထဲကနေအမြန်ခတ်တော့ပြန်တက်ပြီးတော့မှငါကလေးဘာလို့ယူတာလဲညီးကဘာညာပေါ့ဟိုဘက်ကမိခင်ရောင်ဆောင်တာတဲ့လူရောင်ဆောင်တဲ့ဘလူးမကြီးကောပြိဿရေမဟုတ်ဘူးဒါကငါကလေးဆိုပြီးတော့ဆွဲလာမဆွဲဘူးလားမိခင်နဲ့ဘလူးမကလေးနှစ်ယောက်ပြိုင်မဆွဲဘူးလားသဘောပေါက်လားအဲ့ဒီမှာအလုံးကြားဘူးတဲ့ဒီကလေးတွေကိုသင်ပေးရင်သိတ်ကောင်းတယ်ဘုရားတို့ပြိဿရေမြတ်စွာဘုရားအလောင်းမဟောတထာပြောပါလေဟိမဟောတထာပညာရှိအမတ်တရားစီရင်ချက်ချတယ်မို့လားတာလူပွဲတဲ့ပြိဿရေပြောပါလူပွဲလေဆိုလိုက်စမ်းမမဟောတထာတရားစီရင်နည်းနည်းလေးထက်ကြည်စမ်းမဟောတထာတရားစီရင်သာရှင်လူပွဲတွင်မိခင်ရင်နဲ့ဘလူးမသားကိုပြိုင်လူကြမိခင်ရင်နဲ့ဘလူးမသားကိုမလုပ်လဲအဲ့ဒီမှာမဟောတရပညာရှိဘုရားလောင်းမကအေးညီကလည်းပဲသားရဲ့မိခင်လို့ပြောတယ်နင်ကလည်းပဲသားရဲ့မိခင်လို့ပြောတယ်ဒါဆိုရင်အဲ့ဒီခလေးကိုတယောက်ကလက်ကဆွဲတယောက်ကခြေထောက်ကဆွဲဝိုင်းပြီးတော့ဆွဲအပြန်အဆိုင်ဆွဲအင်တိုင်းအားတိုင်းဆွဲနိုင်တဲ့ပုဂ္ဂိုလ်ကအမိခင်အရင်ပဲလို့မိခင်အမှန်ပဲလို့ပြိဿရေမောဟတတပညာရှိအမတ်တရားစီရင်ချက်ချတော့အဲ့မှာ1နဲ့3ဝစီမုတ်လိုက်တော့ဟိုဘက်ဒီဘက်ပြန်မဆွဲဘူးလားဆိုလိုက်စမ်းပါဦးမဟောတတတရားစီရင်သာရှင်လူပွဲတွင်မိခင်ရင်နဲ့ဘလူးမသားကိုပြိုင်လို့ကြမိခင်ရင်ကလျှော်ပေးကဟန်ဆောင်လူပြရှာဘလူးမသားကိုမဲအတင်းလူလို့ဆွဲဘယ်သူကအတင်းလူဆွဲတယ်လူဟန်ဆောင်နာတယ်လူရောက်ဆောင်နာတယ်ဘလူးမကသားကိုစာရအရေးတွေလို့ဘာမေတ္တာဘာစေတနာဘာကရုဏာမမထားပဲနဲ့ရာရည်ပဲဆွေးပြီးတော့သားကလေးအောက်ကနာလို့ဥဝဲနဲ့အတံမြေကြီးနဲ့អော်လိုက်တဲ့အခါကျတော့အိုးမိခင်အရင်မှာအသားတွေတစ်စက်စက်တုံလို့တရားသူကြီးဆွဲခိုင်းလို့သာဆွဲရတယ်ငါသားလေးနားနေပြီဟဲ့ငါသားလေးအသားတွေတစ်စက်စက်တုံပြီးတော့သူကလည်းဆွဲငါကလည်းဆွဲနေအသားတွေပွန်းပဲလို့နာလို့ငါသားကလေးငိုနေပြီငါသားကလေးអော်နေပြီနာရှာပြီလို့
မိခင်ရင်ကသဘောမှာတားတဲ့စေတနာသဘောမှာတားတဲ့မေတ္တာသဘောမှာတားတဲ့ကရုဏာကြောင့်အတင်းဆွဲတာလားဟန်ဆောင်ဆွဲတာလားဟိုကဘလူမကပြိဿရေအတင်းမဆွဲဘူးလားနောက်ဆုံးတော့ပြိဿရေဘလူမအတင်းဆွဲတော့သားကလေးပဲပါသွားတဲ့ဘလူမနောက်ပါသွားတဲ့အဲ့ဒီအချိန်မှာမောတရပြန်လောက်ပညာရှိအမတ်တရားဆင်ကြချတဲ့ဟေးဘလူမသင်လူရောက်ဆောင်ထားတာအဖြစ်မပေါ်ဘူးလားဆိုတော့မိခင်အရင်ဟာသားကိုချစ်လွန်းလို့သားနာတဲ့အတန်ငိုတဲ့အတန်ကိုရင်ထဲမှာမချိတင်ခဲ့ခံစားရလွန်းလို့ဟန်ဆောင်ဆွဲလို့လွတ်ပေးလိုက်တယ်မို့လားသားကိုယာရင်ဆွဲတာလားသားနာမှာကြောက်တာလားဘလို့မှမိခင်အတူကြတော့ပြိဿရေသားနာမှာမကြောက်ဘူးတဲ့ဒီကလေးစားရအရင်တွေးပြီးတော့ပြိဿရေမိခင်နဲ့ဘလို့ကွာလားမကွာဘူးလားဒါကြောင့်မလို့မိဘကျေးဇူးပါဦးလေမြင့်မို့ဦးတယ်ပြောစံမိဘကျေးဇူးပါဦးလေတခြားမတွေ့နဲ့ပြိဿရေမိဘတွေဆိုတာကျေးဇူးဆက်ကိုဆက်ရမယ်ဘာလို့အရှင်ဘုရားဒီလိုစကားပြောရတာလဲဖယားတောင်မှဆက်တာတို့ဘာလို့မဆက်ရမှာလဲပြိဿရေပြောစံဖယားတောင်မှမိဘကျေးဇူးဆက်တဲ့တို့ဘာမို့မဆက်ရမှာလဲသဘောပေါက်ရဲ့လားဒါရမလို့အလုံးသောတရားနာပရိသတ်ပေါင်းတော်ကောင်းတို့မိဘကျေးဇူးမြတ်မို့ဦးတဲ့မိဘကျေးဇူးဇံမိဘကိုလှုပ်ကြွေးမိဘကိုစောင့်ရှောက်မိဘကိုပြုစုစောင့်ရှောက်ထားတဲ့ပုဂ္ဂိုလ်တွေကိုအဟံတက္ကခောညာငါတရားကြောကနမတာမိဆုံးစေပြထိတ်မှမို့လို့ရှင်ခေါ်လိုက်ပါမေတော့တတိမာတုပဋ္ဌာနာပိတုပဋ္ဌာနာမေကိုလှုပ်ကြွေဖေကိုစောင့်ရှောက်ဖေမေကိုပြုစုလှုပ်ကြွေစောင့်ရှောက်ရှာဖွေနေတဲ့သားကောင်းသမီးကောင်းတွေကိုပစုရှိခိုးတယ်မိဘစကားနာမတော်ဖေကိုနာမတော်မေကိုပြန်မကြည့်ဖေမေစိတ်ဆင်းအောင်လှုပ်တဲ့သားစိုးသမီးစိုးတွေကိုပစုကလက်ရက်ခေါ်တယ်ငရဲမင်းကလက်ရက်ခေါ်တယ်ဒါဆိုရင်အပေါ်ကရှိခိုးတာခံမလားအောက်ကလှမ်းခေါ်တာသွားမလားအေးတော်လိုက်တဲ့သားလေးတွေနော်ဟုတ်လားအပေါ်ကရှိခိုးတာခံမလားအောက်ကလှမ်းခေါ်တာသွားမလားနောက်တကပရိသတ်ရေတရားမင်းကမာတလီကိုပြောတယ်မာတလီအချင်းမောင်တမာတလီရေကတအချင်းလူပြည်လူလောကမှာရှိတဲ့လူသားတွေထဲမှာမာတုဝန္ဒနာပိတုဝန္ဒနာအဖေအမေမိဘနှစ်ပါးကိုရှင်ခိုးတဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲအဟံတက္ကခောညာငါတရားကြောကနမတာမိစုံစေပြထိတ်မှမို့လို့ရှင်ခိုးလိုက်ပါပေတော့တတိပရိသတ်ရေမိဘနှစ်ပါးရှင်ခိုးရင်ဘဇုကပြန်ရှင်ခိုးတယ်သဘောပေါက်ရဲ့လားမိဘနှစ်ပါးရှင်ခိုးရင်ဘဇုကပြန်ရှင်ခိုးတယ်တရားမင်းကရှင်ခိုးတယ်တဲ့ဆိုတော့ပြိဿရေမင်းကွန်တိပိဋကဆိုတော့ဤဆုံးမထားတဲ့စာသားလေးအမှတ်ရလို့လူနယ်တရိษံခြာနာဟံနှစ်တန်သိရမယ်တဲ့လူနယ်တရိษံဆိုတာပြိဿရေတူတာ၃မျိုးမတူတာ၁မျိုးပြောတူတာက၃မျိုးမတူတာက၁မျိုးအဲ့ဒီလူနဲ့တရိษံမတူတဲ့၃မျိုးဆိုတာပြိဿရေပါလဲလို့မေးရင်ကာမဂုဏ်လိုက်စမေထုံမိဝဲတာရဲ့အိတ်တာရဲ့စားတာရဲ့ဘယ်နှမျိုးလဲ၃မျိုးကာမဂုဏ်လိုက်စမေထုံမိဝဲတာရဲ့အိတ်တာရဲ့စားတာရဲ့ဘယ်နှမျိုးလဲလူတွေမှာလည်းရှိတယ်တရိษံမှာတွေလည်းရှိတယ်ထူးရဲ့လားမထူးဘူးလူနဲ့တရိษံဘယ်မှာသွားထူတာလဲဆိုတော့ပြိဿရေအသိပညာရှိရင်လူတဲ့ပြောစမ်းဟေပါရှိရင်ပြိဿရေကြားဘူးလားနွားကြီးကမွေးခဲ့တယ်နွားကလေးခွေးမကြီးမွေးထားတယ်ခွေးကလေးဝက်မကြီးမွေးခဲ့တယ်ဝက်ကလေးကညဘက်အိတ်ခဏီကြတော့တို့အဖေတို့အမေဆိုပြီးတော့ရှင်ခိုးအိတ်တယ်ဆိုတာဤစဘူရှိရဲ့လားဆိုလိုက်ပါမိဘရှင်ခိုးမအိတ်သူခွေးအိတ်ချင်းနဲ့အလွန်တူခွေးလိုမပြေခြင်းကမိဘရှင်ခိုးအိတ်ပါဗျာမိဘရှင်ခိုးမအိတ်တဲ့သူနွားအိတ်ချင်းနဲ့အလွန်တူနွားလိုမပြေခြင်းကမိဘရှင်ခိုးအိတ်ပါဗျာ
မိဘရှင်ခိုးမိတ်တဲ့သူဝဲအိတ်ချင်းတဲ့အလွန်တူဝက်လိုလူမဖြစ်ခြင်းကမိဘရှင်ခိုးအိပ်ပါဗျာတရိစ္ဆာန်နေမိဘရှင်ခိုးရဲ့လားဒါဆိုရင်တို့လူတွေလည်းပဲပြိဿရေမိဘမရှိခိုးဘူးဆိုရင်တရိစ္ဆာန်နဲ့ကြွာပါမလားတရိစ္ဆာန်နဲ့ကြွာအောင်တရိစ္ဆာန်နဲ့ထူအောင်တရိစ္ဆာန်နဲ့မြဲအောင်တရိစ္ဆာန်နဲ့ချမ်းသာအောင်ပြိဿရေအသိပညာထဲမှာမိဘကျေစုရှိတယ်ဆိုတာရိုက်ထည့်ပြီးတော့အိတ်ခန္ဒီပစုကိုရှင်ခိုးမယ်ဖះရှင်ခိုးရင်နဲ့အဖေတို့မေတို့ရောပြီးတော့ရှင်ခိုးရင်မရဘူးလားဒါကြောင့်မလို့ပြိဿရေရှင်ကဟတာအဲ့ဒီလူပေါင်းလူလောကမှာရှိနေကြတဲ့လူများစွာတွေထဲမှာမာတုဝန္ဒနာမေကိုရှင်ခိုးလို့ပိတုဝန္ဒနာဘေကိုရှင်ခိုးလို့ညစဉ်ညတိုင်းအိတ်နေကြတဲ့အမျိုးကောင်းသားမျိုးကောင်းသမီးသားလိမ္မာသမီးလိမ္မာကလေးတွေကိုအဟံတကခောညာငါတရားကြောကနမတာမိစုံဆဲပြထိတ်မှမို့လို့ရှင်ခိုးလိုက်ပါမေတော့တတိဒါဆိုရင်ပြိဿရေလူတရားရှင်ခိုးတဲ့လူဘယ်နှမျိုးလဲ2မျိုးရှိသွားပြီတဲ့မိဘလုံကျွေးရင်လဲဘယ်သူရှင်ခိုးတယ်နောက်တကမိဘရှင်ခိုးရင်လဲဘယ်သူရှင်ခိုးတယ်နောက်တကမန္တလေးအချင်းမန္တလေးရေကတအချင်းလူပြည်လူလောကမှာရှိတဲ့လူတွေထဲမှာပုံညကရဘုရားသာသနာမှာကောင်းမှုတွေများစွာရှိတဲ့ပုဂ္ဂိုလ်ကိုဒီစကားလေးသေချာနားထောင်စမ်းပါပုံညကရဘုရားသာသနာမှာကောင်းမှုတွေများစွာပြုနေတဲ့ပုဂ္ဂိုလ်တွေကိုအဟံတက္ကခောညာငါတရားကြောကနမတာမိစုံဆယ်ပြန်ထိတ်မှမို့၍ရှင်ခိုးလိုက်ပါပေတော့တတိပြိဿရေလေကိုကိုတော်တတိတွေခဏခဏချလို့တာတို့တွေအချင်းချင်းခေါ်ရလို့ညောင်းနေပြီလားတာတို့တိုးတိုးသွားပို့ထုတ်ကိုချိုးနေတတ်တယ်တာတို့တိုးတိုးခေါ်တဲ့သူတွေမနဲ့ပြန်သွားစေကံသွားရပါစေသွားပို့တွေထိုးပါစေဟုတ်လားတာတို့တိုးတိုးသွားပို့ထုတ်ဘာချိုးနေတတ်တယ်ကိုချိုးနေတတ်တယ်တဲ့ဒါကြောင့်မလို့အမေနဲ့ဘင်းနေမွေးလိုက်တော့ပါလာတဲ့ဒီပါဇက်သူများအတင်းပြောတော့ကြေကြေနဲ့ဘယ်သူအတင်းပြောတော့ဒီဘက်တိုက်ခန်းနေဟိုဘက်တိုက်ခန်းကိုလှမ်းကြေနဲ့အတင်းပြောတယ်မဟုတ်လားမပြောပါဘူးဗျာတဲ့သူတို့ကသိတယ်ကြာနာကလေးတွေကပြောတယ်ဓမ္မကြီးတွေကငြိမ်လို့ဟုတ်ရဲ့လားတာတို့ခေါ်တဲ့အခါကျတော့ဒိုးနဲ့ပြိဿရေရှက်တလို့လို့ကြောက်တလို့လို့နဲ့ကုသိုလ်ရမှရှက်ရင်ကြောက်တာမကောင်းဘူးသဘောပေါက်တယ်နော်ဒါကြောင့်လို့ပြိဿရေပုံညကရဘုရားရှင်ကိုရောမြတ်ရဲ့သာသနာမှာပုံညလို့ခေါ်တဲ့ကောင်းမှုတွေများစွာပြုနေတဲ့ဟောဒီမြတ်မှာသင်္မောခြင်းမိသားစုတို့လိုလူမျိုးတွေကိုအဟံတကခောညာငါတရားကြောကနမတာမိစုံဆယ်ပြန်ထိတ်မှမို့လို့ရှင်ခိုးလိုက်ပါမေတော့တတိဘုရားသာသနာမှာကောင်းမှုတွေများစွာရှိရင်ဘယ်လိုရှင်ခိုးတယ်ကြဲလေးဖြည့်စမ်းမှာဘယ်လိုရှိခိုးတယ်ဩမြမသင်္ဘောချင်းတရားနာပရိသတ်26ကြိမ်တောင်ဘာတွေလောင်းခဲ့တာစွမ်းနေလောင်းခဲ့တယ်တန်ဃာတွေစွမ်းလောင်းရင်လည်းပရိသတ်ရေဖျားစွမ်းတော့လည်းမတင်ဘူးလားကြွလာတဲ့တန်ဃာတွေကိုပရိသတ်ရေခရီးဦးကြိုးစိုးဝေယဝေစားလို့လက်ဆက်ပြထိတ်မှမို့လို့ရှိခိုးခြင်းတွေကိုမပြုဘူးလားပြီးတဲ့အခါကျတော့အမြဝေသာရုခောတန်နေမြိုင်ဆိုင်နဲ့ဟောရိဝန်းကျင်ဟောရိအိမ်ယာကြီးထဲမှာပြိဿရေကောင်းမိုးတွေလွှမ်းခြုံလို့မနေဘူးလားတနေ့တကစွမ်းအောင်မွေဓမ္မသဘင်နဲ့လေဓမ္မဂရိကအသီးသီးတွေကိုပြိဿရေပင်လျှောက်ပြီးတော့တရားရေအမြိုက်စီတိုက်ကျွေးဓမ္မပူဇာသဘင်ကြီးလည်းပြုလားမပြုဘူးလားဘုရားသာသနာမှာကောင်းမိုးတွေများတာလားမများတာလားဖယားသာသနာမှာကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကောင်းမှုများတဲ့ပုဂ္ဂိုလ်ကိုပြိဿရေဘယ်သူကရှိခိုးတယ်တရားမင်းကရှိခိုးတယ်ပြောစမ်းဘယ်သူကရှိခိုးတယ်ဥစဉ်ကထင်တယ်အခုချိန်ဆိုတရားမင်းဖင်မီကောင်းထောင်နေပြီဟုတ်လားဘာလို့လဲရှိခိုးရလို့ပြောပါပဲလို့လဲစတုဒိသမွင်ငါတွေကျွေးတဲ့တရားမင်းကကြည့်တယ်သာဓုခေါ်တယ်ရှိခိုးရပြန်ပြီမရှိခိုးရဘူးလားဘုရားသာသနာကုသိုလ်ရှိရင်ဘယ်သူကရှိခိုးတယ်မာတလီအချင်းမာတလီရေကဟတ
လူပြည်လူလောကမှာရှိနေတဲ့လူများစွာတွေထဲမှာပုံညာကရာဘုရားသာသနာမှာဒါနသီလဘာဝနာကုသိုလ်တွေပြုတဲ့စွမ်းလောင်းခြင်းကုသိုလ်စွမ်းကပ်ခြင်းကုသိုလ်တရားနာခြင်းကုသိုလ်ဓမ္မပူဇာလှူခြင်းကုသိုလ်ဝေယဝိဇ္ဇလှုပ်ခြင်းကုသိုလ်တန်ဃာတွေကိုကြည်ညိုဖူးမြော်ရခြင်းကုသိုလ်တွေရှိတဲ့ပုဂ္ဂိုလ်တွေကိုအဟံတက္ကခေါညာငါတရားကြောကနမတမိစုံစေပြန်ထိတ်မှမို့၍ရှင်ခုံလိုက်ပါပေတော့တည်းနောက်တကပရိသတ်ရေမာတလိဩတိလိုရေဖြင့်မနေလျှောက်ထားအိုအမောင်းနတ်သားသီလဝန်တော်တဲ့ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲအဟံတက္ကခေါညာငါတရားကြောကနမတမိစုံစေပြန်ထိတ်မှမို့လို့ရှိခိုးပါတယ်ကိုကျင့်ကောင်းရင်လည်းဘယ်လိုရှိခိုးလဲပြောစမ်းကိုကျင့်တရားကောင်းရင်ဘယ်လိုရှိခိုးတယ်ပါဏာတိပါဒဘာသမတနဲ့ခလေးတွေချီတောင်ကျွေးရမယ်လူကြီးတွေပဲခလေးတွေကဖြေတယ်လူကြီးတွေကမဖြေဘူးပါဏာတိပါဒဘာအသက်မသက်နဲ့အဒိဏဒါနအရှင်မပေးတဲ့ပစ္စည်းကိုနောက်တကကာမေတုမိစ္ဆာစာရကာမဂုံမမနဲ့မလိုက်စားနဲ့မှုသဝါဒလိန်ညာမပြောနဲ့သူရမေရယအယက်ဘီယာမတောက်နဲ့စာမလာရအယက်သေးစာတဲ့ပြောပါလေဟဲ့ဦးစင်းကပြောင်းနေအယက်ဘီယာမတောက်နဲ့ဗာလေတချို့ကသူရမေရယအယက်မတောက်နဲ့လို့ဘုရားဟောတာဘီယာမပါဘူးတဲ့အဲ့ဒီအတန်လေးတွေကြားလို့ဦးစင်းကအနတ်အဓိပ္ပာယ်ပြောင်းနေအယက်ဘီယာမတောက်နဲ့ပြောစမ်းပါမတောက်နဲ့အဲ့ဒါလိုငါးပါးသီလလုံးလို့သီလဝန္ဒသီလဖြိုးစင်းတဲ့သီလရှိတဲ့ကိုကျင့်တရားကောင်းတဲ့သူတော်ကောင်းတွေကိုလည်းပဲအဟံတက္ကခေါညာငါတရားကြောကနမတမိစုံစေပြန်ထိတ်မှမို့လို့ရှင်ခေါ်လိုက်ပါပေတော့တည်းနောက်တကပရိသတ်ရေမာတလိအချင်းမာတလိရေကတအချင်းလူပေါင်းလူလောကလူပြည်မှာရှိတဲ့ပုဂ္ဂိုလ်တွေထဲမှာဥပတကဖယားတရားသံဃာကိုဆွဲမြဲယုံကြည်စည်းကပ်တဲ့ဥပတကဥပတိကာအမျိုးသားတွေဆိုရင်ဥပတကအမျိုးသမီးတွေဆိုရင်ဥပတိကာဖယားတရားသံဃာသာသနာပေါ်မှာအကျွင့်မဲ့ယုံကြည်တဲ့ဥပတကဥပတိကအစစ်အမှန်တွေကိုအဟံတက္ကခေါညာငါတရားကြောကနမတမိစုံစေပြထိတ်မှမို့၍ရှင်ခုံလိုက်ပါပေတော့တည်းတရဏဂုံသုံးပါးတီးလို့ဘုရားတရားသံဃာယရဏသုံးပါးကိုအမျက်စိကကိုးကွယ်ရင်ဥပတကာတဲ့ဥပတိကာတဲ့ရရဲရွာတဲ့အခုခေတ်ခေါ်တာတော့ဓာယကာဓာယိကာမအခေါ်ဘူးလားဟိဆိုတော့ဝိရဒရဲ့တရားမင်းရှိခိုးတာဓာယကအတုမဟုတ်ဘူးတဲ့ဓာယကအစစ်တဲ့ဓာယိကာမအတုမဟုတ်ဘူးတဲ့ဓာယိကာမအစစ်တဲ့အတုကိုရှိခိုးတာလားအစစ်ကိုရှိခိုးတာလားအတုအစစ်လေးနည်းနည်းခွဲပြီးရင်ရည်စက်ချတရားသိမ့်တော့မှာပါဥပဒကအတုဆိုတာပြိဿရဲ့သူနဲ့အစဉ်ပြေရင်ယုံကြည်တဲ့ကိုးကွယ်တဲ့စိတ်ကတဲ့သူနဲ့အစဉ်မပြေရင်ဆဲတယ်အဲ့ဒါဥပဒကအတုလားအစစ်လားဥပတိကမှာအတုဆိုတာကပြိဿရဲ့အစဉ်ပြေနေတော့ကြီးညိုစရာကောင်းလိုက်တာလို့ထင်ပေမဲ့အစဉ်မပြေတဲ့အခါကျတော့ဂျိုးပြောမိုးပြောနဲ့ပြမစော်ကားတက်ရင်အစစ်လားအတုလားအဲ့ဒါပုဂ္ဂိုလ်မှာလမ်းဆုံးနေလို့မှပြိဿရဲ့ဘာမှလမ်းဆုံးတာတန်ခါစီကိုမရောက်တဲ့အခါကျတော့ပုဂ္ဂိုလ်ပြည့်ရင်သူ့ရဲ့တရားတရားလဲလိုက်ပြီးတော့ပြိဿရဲ့ဘာဖြစ်တတ်တယ်ပြတ်တတ်တယ်တဲ့ဒါကြောင့်မလို့မြန်မာသင်္ဘောချင်းမိသားစုတို့ရဲ့အစစ်ဖြစ်ခြင်းလားအတုဖြစ်ခြင်းလားအစစ်ဖြစ်မှအပေတကားပိတ်မယ်အစစ်ဖြစ်မှတရားရှိခိုးမယ်ဥပမာပေးရရင်သုပ္ပဗုဒ္ဓလူနူကြီးတို့လိုပေါ့မြတ်စွာဘုရားလက်ထက်တုန်းကအနုကြီးတယောက်ရှိတယ်မြန်ပြောပြမယ်နော်အကြီးတွေကရွှဲလို့လက်တွေကပိတ်ကြနေတာခွမေးခွက်စုပ်ခွက်ပြက်ကြီးကင်ပြီးတော့အရက်တကလှည့်ပြီးတော့လိုက်တောင်းစားနေတာအဝတ်ဆိုရင်ဘာမှမရှိဘူးအရှက်လုံအောင်လေးဖုံးထားတဲ့အဝတ်စုပ်လေးတစ်ထည်ရှိတယ်စားစရာရှိလားနေစရာရှိလားဝတ်စရာရှိလားဆွေမျိုးဆိုတာရှိလားအာနာရှိလား
ကုန်ရှိလားပါဝါရှိလားဘာမှတခြားလားအနုကြီးလားအနုကြီးအဲ့ဒါတနေ့တော့လက်ခွက်ဆွဲရင်းနဲ့လိုက်တောင်းရင်းနဲ့မရတာနေကကြော်နေပြီမွန်းတက်နေပြီငါဒီမနေ့စားစရာမရှိသေးဘူးဆိုပြီးတော့နားဆွန့်လိုက်တော့လူတစုရုပ်နဲ့အတန်လေးကြားတယ်လှမ်းကြည့်လိုက်တော့လူတွေစုဝေးပြီးတော့နေတယ်ဟာဒါအလူအိမ်ဖြစ်ရမယ်မြမသင်္ဘောချင်းဝန်နှန်းအိမ်ရဖြစ်ရမယ်စတုရိတာမွေးငါကျွေးတယ်ငါသတင်းကြားတယ်ငါသွားတောင်းစားမယ်အဲ့ဒါဝန်နှန်းအိမ်ရတဲ့ရောက်လာတယ်ပေါ့ရောက်လာတော့ပြိဿရေသူထင်နာကကျွေးကံမွေးကံတွေမြိုင်ဆိုင်လို့ထင်တာပဲမဲ့ရောက်သူလဲရောက်သွားကောအနူကြီးတထောင်သားကြီးလဲရောက်သွားကောပြိဿရေဟိုမှာကမြတ်စွာဘုရားကတရားဟောနေပြီဘုဇုကတရားဟောနေပြီမြတ်စွာဘုရားကတရားလဲဟောနေကောပြိဿရေအိုးကြည်စမ်းဘုရားတရားဟောပွဲပဲငါပြိဿနစွန်နှပြားမှာအသာလေးထိုင်ပြီးတော့ငါတရားနာအောင်မှာပဲဆိုပြီးတော့ပြိဿရေအနူတရားနာတယ်ဘုဇုတရားနာတထောင်သားတရားနာတယ်ဘုဇုတရားနာရှင်းလားဘာကြီးတရားနာတယ်အနုကြီးတရားနာတယ်ဘာသာကြီးတရားနာတယ်သူတောင်းစားကြီးတရားနာတယ်အနုတော်မှာတရားနာနေတယ်ဆိုရင်မပြောတော့ပါဘူးနော်တထောင်စားကြီးတောင်တရားနာသေးတယ်ဆိုရင်ဒီလောက်ဆိုသိပါပြီဟုတ်လားတို့တွေလည်းတရားနာသင့်လားမနာသင့်ဘူးလားအဲ့ဒါနဲ့သူ့ရဲ့စုပ်ပြက်နေတဲ့နန်းစော်နေတဲ့ခန္ဓာကိုယ်နဲ့စုပ်ပြက်နေတဲ့ခွက်ကြီးဘေးချလို့ဘုရားတရားနာလေးဆွဲအဲ့ဒီချိန်မှာမြတ်စွာဘုရားကဒါနကထာသီလကထာကာမနံအာဒီနဝကထာငါးပြားအယုံကာမဂုဏ်တရားတွေရဲ့အပြစ်တွေစိုးကြောတွေကိုပြပြီးတော့မြတ်စွာဘုရားတရားဟောလိုက်တာနောက်ဆုံးအဲ့ဒီသုဘဗုဒ္ဓအမည်ရှိတဲ့လူအနုကြီးတထောင်စားကြီးသောတာပန်တည်တယ်ဘာတည်သွားလဲသောတာပန်တည်သွားတယ်ကြည်စမ်းစားစရာရှိလားဝတ်စရာရှိလားနေစရာရှိလားလစားရှိလားဟုတ်လားဝန်ထမ်းတွေဆိုတော့သူတို့ကလစဉ်လစားရှိလို့ဒါလေးထည့်ပြောလိုက်တာနော်ဟုတ်လားဆိုတော့ပြိဿရေဘာမှမရှိတဲ့သုဘဗုဒ္ဓလူနုကြီးအခုဘာဖြစ်သွားလဲသောတာပန်တည်သွားတယ်သောတာပန်ဆိုတာမှတ်ထားပြိဿရေဘယ်သောကမှယတနာသုံးပါမစွန့်တော့ဘူးအဲ့ဒါနဲ့မြန်ပြောတရားဝဲလဲပြီးသူလဲပြိဿတွေလည်းအရှိုးပြန်ကြသူလည်းပဲခွက်ဆွဲပြီးတော့ပြန်လာတာပီတိတွေစားပြီးတော့တဏှိကုံမစားရသေးတဲ့အစာတွေကဝမ်းထဲမှာပြည့်နေဘာတွေစားထားပီတိပြောပြိဿရေဘာတွေလဲဟဲ့ပီတိတွေစားပြီးတော့လမ်းရောက်လဲရောက်ကောပြိဿရေတရားမင်းပဲဘယ်သူလဲဟဲ့တရားမင်းမနေနိုင်ဘူးပန္ဒုကဗလာမြတ်ကြောက်ကြာကြီးပူတော့အောက်လန့်ကြည့်တယ်အော်အနုကြီးသောတာပန်တည်တယ်သူ့ရဲ့တရားငါသွားစမ်းအောင်မှပဲဆိုပြီးတော့တရားမင်းကပုံနှယောင်ဆောင်ပြီးတော့ပုံနာအယောင်ဆောင်ပြီးတော့အနုရှိမတ်တရက်ဟဲ့အနုကြီးခမပြောပါမင်းစားစရာရှိလားမရှိပါဘူးဗျာကျုပ်လိုက်တောင်စားနေရတယ်မင်းဝတ်စရာရှိလားခမမြင်တဲ့အတိုင်းပဲကျုပ်အရှက်လေးလုံအောင်ဖုံးထားတာနေစရာကောပိုဆိုးပေါ့ဗျာလမ်းဆောင်လမ်းကွာလမ်းလေးဝဇရက်ကျိုးဇရက်ပြက်အိမ်ကျိုးအိမ်ကြတိုက်ကျိုးတိုက်ကြကျုပ်လျှောက်အိပ်ရတာတခါစီပင်နဲ့တွေ့လို့ကျုပ်မှပြေးရသေးတယ်ဟုတ်လားစားရဲပါဦးရန်ကုန်မြို့နဲ့နိုင်ရှင်ပြောကြည့်တာနော်ဆိုတော့ပြိဿရေအဲ့ဒါနဲ့ဒါဆိုရင်မင်းကပြောမယ်ခမဘာပြောမလို့လဲမင်းစားစရာလဲတသက်စားစရာမကောအောင်ငါပေးမယ်ဟာဝမ်းသာလိုက်တာဗျာကျွန်တော်လိုချင်တာပေါ့မင်းဝတ်စရာတွေလဲငါကောင်းပြီဆိုတာတွေပေးမယ်ဟာဝမ်းသာလိုက်တာခမတကယ်ပြောတာနော်တကယ်ပေးမှာနေစရာလဲရှယ်ပေးမယ်တကယ်လားအဟုတ်ပေးမယ်ဒါပင်မဲ့ငါပြောခိုင်းတဲ့စကားလေး၃ခွန်းတော့ပြောရမယ်စကားလေးဘယ်နှခွန်းဝတ်စရာမရှိတဲ့အနုကြီးကိုဝတ်စရာပေးမယ်စားစရာမရှိတဲ့တထောင်စားကြီးကိုပြိဿရေတသက်စားမကုန်တဲ့စီစဉ်တွေပေးမယ်နေစရာမရှိတဲ့အနုတထောင်စားကြီးကိုနေစရာကြီးတွေပေးမယ်စကားလေးဘယ်နှခွန်းပြောရမယ်မင်းရဲ့ယောဂကိုလည်းပဲအနုယောဂကိုလည်းပဲလုံးဝပျောက်ကင်းအောင်ငါတကယ်ကောင်းပေးသမားတော်ပါရဂုတွေနဲ့ငါကုပေးမယ်မလုံးနေမပေးဘူးလားရော့ဗရမရော့နကဒီလိုပုံစံလာတယ်နော်အဲ့ဒါနဲ့ပြိဿရေဓာတွေတော့ပေးမယ်အဲ့ဓာတွေရကြရင်စကားလေးဘယ်နှခွန်းလဲဗုဒ္ဓေအပဒနာဓမ္မေအပဒနာသံဃေအပဒနာစကားဘယ်နှခွန်းလဲဗုဒ္ဓေအပဒနာဘုရားကိုမကြည်ညိုပါဘူးဓမ္မေအပဒနာတရားကိုမကြည်ညိုပါဘူးသံဃေအပဒနာသံဃာကိုမကြည်ညိုပါဘူးလို့မင်းအဲ့ဒီစကား၃ခုပဲပြော
အဲ့ဒီမှာတုတ်ပံဗုဒ္ဓလွန်တို့အသားဇက်ဇက်တုံလို့တရားမင်းကိုရန်တွေ့တာတစုကိုရန်တွေ့တာမင်းဟာတာမန်ပုံနာတော့မဖြစ်နိုင်ဘူးတဲ့ငါဘလောက်ပဲနူနေပါစေဒီအနုယောဂနဲ့သေသွားရင်သေပါစေငါဘလောက်ပဲစားစရာမရှိလို့မစားရမတောက်ရနဲ့ဘဝဆုံးရင်ဆုံးပါစေငါရဲ့အရှက်လုံးအောင်ဖုံးထားတဲ့ဟောဒီအပိုင်းစားလေးတောင်မှမင်းလိုချင်ရင်ငါပေးလိုက်အောင်မယ်မင်းပြောခိုင်းတဲ့စကားသုံးခုဘယ်တော့အခါမှမပြောပါမင်းလိုတရားရောင်ပုံနှစ်ယောက်စောင်းထားတဲ့တရားမင်းတယောက်မပြောနဲ့10ယောက်လာပြောတော့ဒီစကားသုံးခုငါဘယ်တော့မှမပြောဘူးတဲ့တခြားကပြန်ပြောနေတာလားအနူကြီးကပြန်ပြောနေတာလားတခြားကပြန်ပြောနေတာလားတထောင်သားကြီးကပြန်ပြောနေတာလားစကားလေးဘယ်နှခွန်းပင်မရဲ့လားခက်ရဲ့လားအကယ်၍မြမသင်္ဘောချင်းမိသားစုတို့မိသားစုလမ်းသွားရင်းနဲ့တထေးတယောက်ကလာမယ်ဟေ့ရွှေငါချက်သားပေးမယ်တိုက်တလုံးပေးမယ်လေတွေရာတွေမြေတွေပေးမယ်ရာတို့တွေပေးမယ်စီစိန်တွေပေးမယ်အာနာတွေပေးမယ်ပါဝါတွေပေးမယ်လုတ်ပိုင်ခွင့်တွေပေးမယ်ရတင်ရထိုက်တဲ့အခွင့်အရေးတွေပေးမယ်ဒီစကားလေးသုံးခုပြောပါဆိုရင်ပြောမှာလားတေးကြတယ်ဒီဘက်ကပြောမဲ့ပုံတွေတော့မဖြစ်ဘူးလေဒီစကားလေးသုံးခုပြောပါဆိုရင်ပြိဿရေပြောမှာလားကိုကပဲမကြားတာလားသူတို့ကပဲမဖြေတာလားမသိဘူးအားကိုမရဘူးဒီနဲ့နော်မြမသင်္ဘောချင်းတွေမနစ်ကအတန်ကျဲတယ်ဒီနဲ့အတန်လေးပဲရောက်သွားမှမသိဘူးဟုတ်လားဒါကြောင့်မလို့ပြိဿရေအနုကြီးတရောင်စာကြီးတော်မှာပြိဿရေဥပတကအစစ်ကြီးပါပြောပါအစစ်ကြီးလဲအစစ်အတုကွဲပြီလားနော်စီးစိမ်ပေးလို့ဘုရားကိုစော်ကားတရားကိုစော်ကားတန်ခါကိုစော်ကားရင်အတုလားအစစ်လားရှားရူပြပြီးတော့မှဘုရားစော်ကားတရားစော်ကားတန်ခါစော်ကားရင်အစစ်လားအတုလားသဘောပေါက်တယ်နော်လိုချင်တာတွေပေးပြီးတော့မြားပြီးတော့အတ္တမနီလန်းနဲ့လာပြီးတော့မြူဆွေတဲ့နောက်ကိုပါသွားရင်ကောဥပတကအစစ်တွေလားအတုတွေလားအတုတွေကိုပြိဿရေတရားမင်းကရှ िख ိုးပါမလားဘဇူကလက်ရက်ခေါ်တဲ့ငရေမင်းကလက်ရက်ခေါ်တဲ့ဥပဒကယရဏသုံးပါးကိုဘေရောမမမေယရဏသုံးပါးကိုဘေရောမမစောကဥပတိကယရဏသုံးပါးကိုမမေမစောကတဲ့ဘာအကြောင်းကြောင့်မှမစောကတဲ့ဥပဒကဥပတိကအစစ်တွေကိုအဟံတကံခေါ်ညာငါတကြကနမတာမိဆုံးစေပြန်ထိတ်မှမို့လို့ရှင်ခိုးလိုက်ပါမေတော့တတိဘာပိတတုသဘောပေါက်ပြီလားလေဟုအရှင်အာရပါရနဲ့မိသားစုများကျေးဇူးဆက်ပြောခြင်းစောနဲ့အချိန်ငဲ့လို့မှခတ်သွက်ပြောခဲ့တာမှတ်တော့မှတ်မိကြပါလိမ့်မယ်နော်ဘာပိတတုဒါဆိုရင်လူနေကြမှာလားလူနေကြမှာလားဘာပိတအောင်နေမယ်လူပိတသဖြင့်လူပိတအောင်နေနိုင်ကြသဖြင့်အစာကောင်းလို့အနောက်သေးကြဒီဘဝမှာကောင်းမှုတွေနဲ့ကောင်းအောင်နေအနောက်ဘဝတန်ត្រာမှာသိကြတဲ့လူနဲ့နိဗ္ဗာန်သုံးတန်ချမ်းသာရနိုင်ကြပါစေလို့ဟောဒီဝန်းကျင်မှာတရင်သုံးလို့ရန်ကုန်တစ်မျိုးလုံးမှာဘုရားသာသနာပြုနေကြတဲ့အရိယာတန်မိုးတိနကိုရှိတဲ့တန်ဃာတော်ရှင်သူမြတ်တို့ရဲ့မေတ္တာခံယူသောအဖြစ်တရားနာမည်ကပါတယ်လေလူပိတတုအမိတတရားမြတ်ဤတွင်အဆုံးကံပတ်နေကုန်သဗ္ဗပိဒေတိတံသုဒ္ဓဗုဒ္ဓေနသုနေတဝဓမ္မဒေသနံအဘိနရဏစိန်တေနသာတုတိပါတ္ထာသာတဝတရားနာလာကြပါတဲ့မြတ်တက္ကမပေါင်းသူတော်ကောင်းတို့တုံမေသင်တည်းသူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနဒါနာသီလသမာဓိပညာနှင့်ဆက်ရှင်သောဘဟုသုဒ္ဓဗျာဗျာကိုပေးစွမ်းတော်မူသောဘုရားရှင်ကိုရောမြတ်ကြီး၏တန်ဒီကံအထံတော်၌ဒေတိတောင်တဆင့်ခံကဟောကြားပါပေသောဣမဓမ္မဒေသနာလူပိတတုအမိတတ်တဲ့ဣတရားမြတ်ဒေသနာတော်ကိုသုံးနိုင်တဝံကောင်းစွာနာယုပြည့်ကြကုန်သည်ဖြစ်၍အဘိနန္ဒနာစိတ်ဒေနာအလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုတိသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်တန်ကို
ဘာတထာသုံးချိန်သုံးဝါနှုတ်မြတ်ခါ၍ကောင်းစွာမသွေကျူးရင်လိုက်ကြကုန်ရတော့တည်း